အားလုံးပဲမင်္ဂလာပါရှင်ဇက်မကိုစတိုရီမှာကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့စာရေးဆရာတာတေးရေးသားသည့်တင်ကြိုင်အမှတ်ကိုပရလောကဇလံအပိုင်း2ကိုတင်ဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်စိတ်ဝင်စားဝယ်ပရလောကဇလံများကိုနားဆင်နိုင်မှုအတွက် channel လေးကို like and subscribe လုပ်ပေးသားကြပါအောင်နော်ဟာအဲ့ဒီလိုနေလို့မရဘူးမောင်လှရဲ့အထက်ကညွှန်ကြားထားတဲ့တာဝန်တွေကိုထမ်းဆောင်မှုရှိသေးတယ်ခွနောက်တော့စုံကြအောင်မှာပေါ့ကွယ်ကဲကျုပ်ပြန်ကြအောင်မယ်မောင်လှရဲ့ရေပြားဆရာမြောက်ကိုတောင်းပန်လို့မရတော့တဲ့အတွက်မောင်လှကသူ့မယားမလေးနဲ့သမီးလှလေးစင်ကိုခေါ်ပြီးမိသားစု3ယောက်ဆရာမြောက်ကိုကြော့ကြတယ်တဲ့ဆရာမြောက်အတွက်လမ်းစိတ်ကိုလည်းအလုံးလောက်လှူလိုက်ကြတယ်ဆိုပဲကွယ်နောက်တစ်လလောက်ရောက်တော့ကန်ချိုင်းကမောင်စိန်တို့မပန်းတို့ကတားမောင်စိန်ပန်းနဲ့အတူကိုလှတို့တိုက်ကိုရောက်လာကြတယ်ကွကန်ချိုင်းကလူကြီး3ယောက်လဲလိုက်လာကြတာတဲ့မောင်တာတီကိုလှတို့မလေးတို့ကလည်းဝမ်းပန်းတတာနဲ့ခရီးဥကြိုပြကြတာပေါ့ကွယ်အဲ့ဒီမှာအံ့ဩစရာကောင်းတာကမောင်စိန်ပန်းနဲ့လှလေးစိန်တို့ဟာတယောက်ကိုတယောက်တွေ့တာနဲ့ဖက်ပြီးငိုကြရောတယ်ဟေဗျာဖက်ပြီးငိုရဟုတ်လားဆရာကြီးကျုပ်ကအံ့ဩပြီးမိလိုက်တာဗျခုမှတွေ့တဲ့လူနှစ်ယောက်ကဘလို့ဖြစ်ပြီးဖက်ငိုကြတာတော့ဗျာကျုပ်ဖြင့်တွေးလို့ကိုမရတော့တာဗျဟုတ်တယ်ကွမောင်တာတီရဲ့သူတို့နှစ်ယောက်ကအရင်ဘွားကအလွန်ချစ်ကြတဲ့လင်မယားဆိုပဲဒီဘွားမှာပြန်တွေ့တော့ဝမ်းသာလုံးလို့ငိုကြတာဆိုပဲအရင်ဘွားကိုချစ်ချင်းမှတ်မိသွားကြတာတဲ့ကွဒီလိုမျိုးဖြစ်နိုင်လို့လားဆရာကြီးရဲ့ဖြစ်တော့ဖြစ်နိုင်တာပေါ့ကွယ်သူတို့နှစ်ယောက်ကဇာတိတရညာရလို့သာမှတ်မိတာဖြစ်မှာပေါ့သူတို့မိဘတွေကတော့ဝမ်းသာကြမှာပေါ့နော်ဆရာကြီးဟာဝမ်းသာကြတာပေါ့ကွယ်တယောက်နဲ့တယောက်ခုမှမြင်မှုကြရမယ်နှစ်ယောက်ကတယောက်ကိုတယောက်ဆုံးမမှုမရှိဘူးဆိုရင်လူကြီးတွေစိတ်ဆင်းရဲကြရမှာပေါ့အခုတော့ဝမ်းသာအားရဖြစ်ကြတာပေါ့ကွာမင်္ဂလာဆောင်ဖြစ်သွားတာပေါ့နော်ဆရာကြီးဟာဆောင်လိုက်ကြတာမှလှလေးစိန်တို့ဘက်မှာတပွဲမောင်စိန်ပန်းတို့ဘက်မှာတပွဲကွယ်မင်္ဂလာဆောင်ပြီးတော့ကန်ကြိုက်မှာတလက်ကိုလှတို့မလေးတို့ရှိမှာတလက်နေကြတယ်ကွယ်ကန်ကြိုက်ရောက်တော့လဲကိုစိန်တို့မပန်းတို့အလုပ်တွေဝိုင်းလုပ်ကြတာပေါ့ကွာကိုလှတို့အိမ်နေတော့လဲကိုလှတို့ဆိုင်ကြီးမှာဝိုင်းလုပ်ကြတဲ့ဒီတော့နှစ်ဖက်မိဘတွေလဲသဘောကျကြတာပေါ့ကွာအဲ့လိုနဲ့အိမ်အောင်သက်6လလောက်ရှိတော့လှလေးစိန်မှာကိုဝင်ရှိလာရောကွကိုဝင်ရင်လာလို့မွေးကန်နီးဖွားကန်နီးမှာလှလေးစိန်ကသူ့မင်းမလေးရှိပြန်လာပေါ့ကွမောင်စိန်ပန်းကလည်းလိုက်လာရတာပေါ့ဒီလိုနဲ့မွေးဖွားဖို့ရက်ရောက်တော့ကိုစိန်နဲ့မပန်းမှာလိုက်လာကြတယ်ဆိုပဲမျိုးတွေကအရက်လက်တဲ့2ယောက်ကိုလည်းအရှင်သင့်ခေါ်ထားတာတဲ့မောင်တာတွေရဲ့ဒါနဲ့ဘာလေးမွေးတော့ဆရာကြီးရဲ့ကျုပ်ကလည်းမြင်သိချင်နေတော့မိလိုက်မိတာဘာမှမမွေးဘူးကွဗျာဘလို့ဆရာကြီးဘာမှမမွေးဘူးဟုတ်လားဟုတ်တယ်မောင်တာတီတညမှာလှကလေးဆန်အိမ်မက်တယ်အိမ်မက်ထဲမှာသူမီးဖွားတာကွသူတို့ငားထားတဲ့လက်တယ်ဝင်းဆွဲမိမကြီး2ယောက်ကဖွားပေးတာတဲ့ကွနေရှိမှနှစ်ဖက်မိဘတွေရောသူ့ယောက်ျားမောင်စိန်ပန်းရောကစိတ်ပူပြီးချိန်မကမ်းလက်မကမ်းဖြစ်နေတာဆိုပဲနောက်တော့တားယောက်ျားလေးဖွားတာတဲ့ကွကလေးကဖြူဖြူဖွေးဖွေးလေးဆိုပဲတော်တော်ကိုချစ်ဖို့ကောင်းတာဆိုပဲအိမ်မက်ကနေလန်နိုးသွားတော့လှလေးစိန်ကအလန့်တကြားနဲ့မောင်စိန်ပန်းကိုနှုတ်တဲ့ကိုစိန်ပန်းခလေးရောခလေးမောင်စိန်ပန်းကလည်းအိယာကလန့်နိုးသွားပြီဟင်ခလေးဟုတ်လားလှလေးစိန်ဘယ်ကခလေးတော့ကျမမွေးတဲ့ခလေးလေးရှင့်သားဟာလှလေးစိန်ကလည်းမင်းမမဖွားရသေးတာခလေးကဘာမှရှိမှာတော့မင်းအမဲမက်နေတာဖြစ်မှာပါကွာမောင်စိန်ပန်းကပြောလိုက်တော့မှလှလေးစိန်အံ့ဩသွားပြီးဟုတ်လားကျုပ်အိမ်မက်နေရလားဆိုပြီးသူ့ဘက်ကိုလက်နဲ့ဆန်းကြည့်လိုက်တော့မှအလန်တကြားနဲ့ထပြီးငိုတော့တာတဲ့ဟေးဘာဖြစ်လို့တော့ဆရာကြီးလှလေးစိန်လွယ်ထားတဲ့နေစီလာစီကိုဝင်ကြီးမရှိတော့ဘူးရဲ့ကွဘိုက်ကပြားချက်နေတာဆိုပဲဗျာဒါဘလို့ဖြစ်တာတော့ဆရာကြီးရဲ့သူတို့ဂတိပေးထားတဲ့အတိုင်းသူတို့ရဲ့မြူးလေးကိုပေးလိုက်ကြရတော့တာပေါ့ကွယ်ကလေးမွေးပြီးမှယူကြမှာမဟုတ်ဘူးလားဆရာကြီးရဲ့လူဆိုတာစိတ်ပြောင်းသွားနိုင်တာပေါ့ကွ
ကလေးမျက်နှာလည်းတွေ့ရောဘယ်မိဘကကိုကလေးကိုပြီးတော့မှလည်းမောင်တာတည်းရဲ့ပြီးတော့မောင်စိန်တို့မောင်လှတို့ဂတိကိုဝေလောက်ကြတဲ့ကိစ္စကိုသူတို့သားသမီးတွေဖြစ်တဲ့မောင်စိန်ပန်းတို့လှလေးစိန်တို့ကသိကြတာမှမဟုတ်တာလွယ်ထားတဲ့ကိုဝင်ကပျောက်သွားတယ်ဆိုတော့မေရောဖေရောငိုကြတော့တာပေါ့ကွယ်ဘိုက်ထဲကကလေးကိုဘလို့ပညာတွေနဲ့ပဲယူသွားကြတာတော့ဆရာကြီးရဲ့နတ်မိတ်စာတကောင်တော့ကတော့ဒီလောက်ကလေးကအသေးမွားပါမောင်တာတည်းရဲ့ဗျာနတ်မိတ်စာဟုတ်လားဆရာကြီးအေးလေကွယ်နတ်မိတ်စာမိုးညိုလောက်တာလေကွယ်ဗျာဒါဆိုရင်ဝိဖြူစင်ကြယ်ဝစ်ပြီးရောက်လာတဲ့အောင်ပင်လဲဆရာကျော်တို့ရေပြအိုင်ဆရာမြောက်တို့ဆိုတာအထက်လန်းဆရာကြီးတွေမဟုတ်ဘူးလားဆရာကြီးရဲ့ဘယ်ကဟိုးကမှာတော့မောင်တာတည်းရဲ့အဲ့ဒါမိုးညိုရဲ့လက်ယုံတပည့်နှစ်ယောက်ပေါ်ကွယ်ဒီနှစ်ကောင်ကဆက်ကျိုးနှင်းပြီးကောင်းကင်မှာတက်နေနိုင်တဲ့ကဝေတွေကွယ်ဟာဒါဆိုရင်အထက်ဆရာတွေဟန်ဆောင်ပြီးလာတာပေါ့နော်ဟုတ်လားဆရာကြီးဟုတ်တာပေါ့ကွယ်ဒီလိုကိစ္စတွေကကဝေတွေလုံနေကြအသေးဖွဲ့ကိစ္စတွေပါပေါ့ကဝေတွေရဲ့မာယာတွေပေါ့ကွာဒါဆိုရင်ဆရာကျော်တို့ဆရာမတို့ကိုဓာတ်စီးပြီးဦးစိန်တို့ဦးလာတို့နဲ့ဂတိကိုတွေလို့တဲ့အထက်ပုဂ္ဂိုလ်ကြီးဆိုတာဘယ်လိုဆရာကြီးရဲ့အဲ့ဒါနတ်မိတ်စာမိုးညိုပေါ့ကွယ်သူ့ကိုယ်သူအထက်ပုဂ္ဂိုလ်အောင်ဆောင်ပြီးဓာတ်စီးတာပေါ့ကွယ်ဘလို့အထက်လန်းပုဂ္ဂိုလ်ကဒီလိုအလုပ်ကိုလုံးမာတော့မောင်တာတည်းရဲ့ဒါနဲ့ဦးစိန်တို့ဦးလာတို့ကဘာတွေပြောကြတော့ဆရာကြီးရဲ့ပြောတယ်ကွကိုစိန်ကမျက်ရည်လေးတဆန်းဆန်းနဲ့ကိုလာကိုပြောပြတယ်ကျုံမားခဲ့တာပါကိုလာရဲ့ကျုပ်ပြစ်ပါဗျာကျုပ်တို့လင်မယားတိတ်ဆင်းရဲလုံးလို့ချမ်းသာခြင်းလို့အခုလိုကြံခဲ့မိတာပါဗျာပြောပြီးသူတို့အိမ်အောင်ကြကစားသူတို့စီကိုအောင်မင်းလဲဆရာကျော်ရောက်လာတာကစားပြီးအထက်ဖို့ကိုကြီးနဲ့ဂတိကိုရပြုတ်ပြီးတစ္ဆာရီတောက်ခဲ့ကြတာမြူးလေးပေးပါမယ်လို့ဂတိပေးခဲ့တာတွေတခုမကြံအကုန်ပြောပြတဲ့ဒီတော့မှကိုလှကလည်းအံ့ဩပြီးသူတို့စီကိုလည်းရေပြားရင်ဆရာမြရောက်လာပုံကစားပြီးသူတို့လည်းကိုစိမ့်လိုပဲတစ္ဆာရီတောက်ခဲ့ကြတဲ့အကြောင်းမြူးလေးပေးပါမယ်တဲ့ဂတိပြုခဲ့တဲ့အကြောင်းတွေကိုပြန်ပြောပြတဲ့ဒီတော့မှအထက်ပုဂ္ဂိုလ်တွေကအကွက်ကြကြစီမံပြီးလုပ်ခဲ့တဲ့အကြောင်းကိုသဘောပေါက်သွားကြတဲ့ကွယ်သူတို့စိတ်ထဲမှာတော့သူတို့နဲ့တွေ့တာအထက်ပုဂ္ဂိုလ်တွေပဲလို့ထင်နေကြတော့ပေါ့ကွာအရက်ထဲမှာတော့ကလေးအဖက်မတင်ဘူးလို့ပဲသတွင်းလင်းကြတာပေါ့လေဒီကလေးကိုနတ်မိတ်စာကြီးကဘာလို့ဖို့လူချင်းရတာလဲဆရာကြီးရဲ့ကျုပ်ပြောပြခဲ့ပါရောလားမောင်တာတည်းရဲ့နတ်မိတ်စာဖြစ်သွားတဲ့မိုးညိုကလူဘဝကိုပြန်လာဖို့ကြံစီတာပေါ့ကွယ်သူ့လိုကဝေကြီးတယောက်အနေနဲ့လူဘဝမှာပရိသေရီနေရဖို့ကမဖြစ်နိုင်တော့ဘူးလေဒီတော့မျိုးဆက်နှစ်ဆက်ကို तू ကစောင့်ရှောက်ပေးပြီးမှတတိယမျိုးဆက်ကို तू ယူသွားတာပေါ့ကွယ်ဒီကလေးကို तू ဘလို့မွေးမှာတော့ဆရာကြီးရဲ့ तू ကတော့ဘယ်မွေးနိုင်မှာတော့ကွယ်သူ့တပည့်ကဝေမတယောက်မွေးမှာပေါ့ဒီကလေးကိုနှစ်ပြည့်ရင်အဲ့ဒီကလေးရဲ့ဝိညာဉ်နဲ့သူ့ရဲ့ဝိညာဉ်နဲ့ကိုလဲတော့မှာကွယ်ဟာဒါဆိုရင်ကလေးကသေသွားမှာပေါ့ဆရာကြီးရဲ့သေမှာပေါ့ကွယ်သူ့ဝိညာဉ်ကကလေးကိုလည်းဝင်ပြီးဆက်လက်ရှင်သန်လာမှာပေါ့မောင်တာတည်းရဲ့ဒါဆိုရင်သူ့ပညာတွေကပါလာမလားဆရာကြီးရဲ့ပါလာမှာကွယ်မောင်တာတည်းရဲ့ပညာတွေကပိုတောင်အစွမ်းထက်လာအောင်ပါကွယ်နတ်မိတ်စာတကောင်ရဲ့အစွမ်းတွေပါကတ်ပြီးပါလာမှာဒါပေမဲ့ तू ကလူတော့ပြန်ဖြစ်မှာမဟုတ်ဘူးကွယ်လူဟန်ဆောင်ထားတဲ့နတ်မိတ်စာတကောင်ပဲပေါ့အဲ့ဒီချိန်ကျရင်သူ့ကိုနှိမ်နှင်းဖို့ကတော်တော်ကိုခတ်သွားပြီကွယ်သူကလည်းပပနက်နက်ကိုနေတော့မှာသူ့ကိုလူတွေမရိပ်မိအောင်ပြပြရနေပြီးလူလောကကိုဒုက္ခပေးတော့မှာကွယ်အခုဒီကလေးကဘယ်ရွယ်ရောက်ပြီတော့ဆရာကြီးရဲ့ကိုနှစ်ပြည့်ပြီကွယ်ဗျာအဲ့ဒါကြောင့်အကုန်လုံးဖားနဲ့ကျုံနဲ့ခရီးထွက်လာကြတာပေါ့မောင်တာတွေရဲ့ဒီကလေးကအခုဗမာတော့ဆရာကြီးရဲ့အဲ့ဒါကိုကျုပ်တို့မသိကြဘူးကွယ်ဟာဒါဆိုရင်ဒီကလေးကိုဘယ်လိုစားကြမလို့ဆရာကြီးရဲ့နတ်မိတ်စာမူးညိုကအခုလာမဲ့လောက်ွယ်ညမှာကလေးနဲ့ဝိညာဉ်ချင်းလဲတော့မှာမောက်တာတည်းရဲ့ဗျာဟုတ်လားဆရာကြီးဘယ်နေရာမှမသိတာကျုပ်တို့ဘယ်လိုလုပ်မလို့ဆရာကြီးတေချာပေါက်ကျုပ်တို့တိထားရမှာတခုတော့ရှိတယ်ကွယ်သူကဝိညာဉ်လဲတဲ့ပွဲလုပ်တဲ့အခါတင်းချိုင်းမှာပဲလုပ်ကြရမယ်ဘယ်တင်းချိုင်းမှာလုပ်မယ်ဆိုတာကိုကျုပ်တို့သိဖို့ပဲလိုတယ်ဗျာတင်းချိုင်းမှာလဲမှာဟုတ်လားဆရာကြီးဟုတ်တယ်ကွယ်အဲ့ဒါကြောင့်မောင်တာဒီကိုမဖြစ်မနေခေါ်ရတာမောင်တာဒီရဲ့မိတ်ဆွေမဖွဲဝါကိုမီးမဖြစ်တော့မထင်နဲ့ကွ။အော်ဒီလိုလား
ကျုပ်မဖဲဝါကိုပြင်ပြီးမေးပေးမယ်လိဆရာကြီးဟုတ်ပြီမောင်တာတီအချင်းကတိတ်မရှိတော့ဘူးဆိုတော့ဒီညပဲမဖဲဝါကိုမေးပေးပါဒီအတွက်ဘာတွေလိုတော့ကွဟင်းတွေဘာတွေချက်ရမှာလားလိုတာတွေလို့ကွရော့ဒီမှာငွေတွေယူသွားကွမြူပါဦးဆရာကြီးကျုပ်မပါလာပါတယ်ကျုပ်တငယ်ချင်းတင်မြင့်အိမ်ကိုသွားပြီးလိုအပ်တာတွေလုပ်လိုက်ပါမယ်ညရောက်ရင်ကိစ္စပြီးမှပဲကျုပ်ပြန်လာခဲ့မယ်တာရုကွယ်တာရုဆရာကြီးနှစ်ယောက်လုံးကကျုပ်ကိုတာရုခေါ်ကြတယ်ကျုပ်ကဆရာကြီးနှစ်ယောက်ကိုကတော့ပြီးဈေးဘက်ကိုထွက်လာခဲ့တယ်ကျုပ်တငယ်ချင်းကာယတင်မြင့်အကြောင်းကိုတော့ရှေ့ပိုင်းကထွက်ခဲ့တဲ့စာအုပ်တွေမှာကျုပ်ရေးခဲ့ပါတယ်တင်မြင့်ကဈေးကောက်တာလေဗျာလမ်းလျှောက်ရင်ကာယနဲ့လမ်းလျှောက်လို့ကျုပ်တို့ကသူ့ကိုကာယတင်မြင့်လို့ခေါ်တာဗျတင်မြင့်အကြောင်းကိုသိချင်ရင်ဈေးတရဲဝတ္ထုမှာပြန်ရှာပြီးဖတ်ကြည့်နိုင်ပါတယ်ဗျာကျုပ်ဈေးကောက်ရုံခန်းလေးကိုရောက်တော့တင်မြင့်ကကျုပ်ကိုဝမ်းမတနာနဲ့နှုတ်ဆက်တယ်ဗျဟာတာတီမင်းလည်းမျိုးမြောက်တာတော့တော်တော်ကြာနေပြီနော်လာကွာဒီမှာထိုင်တင်မြင့်ရဲ့အခန်းလေးကကျင်းလေးဗျကျုပ်ကလွတ်နေတဲ့ခုံတစ်လုံးမှာဝင်ထိုင်လိုက်တယ်မင်းဘာလာလောက်တာတော့ဈေးဝယ်လာတာလားမျိုးရောက်တော့2ညလောက်တော့အိတ်သွားကွာငါကိစ္စရှိလို့လာတာကွာတင်မြင့်ကငါတယောက်တည်းမဟုတ်ဘူးငါဆရာကြီး2ယောက်လည်းပါတယ်အောင်တော်မူเจ้าမှာတဲကြတာကွာငါခုလာတာမင်းကိုကြီးလိုချင်လို့ကွာဟေးပြောလေကွာငါဘာလုပ်ပြရမှာတော့ငါအမဲသားတပိတ်တာဝယ်ပြီးဟင်းချက်ချင်တယ်ကွာပြီးတော့ထမင်းလဲချက်ရမယ်ညကြရင်မင်းနဲ့ငါတင်းကန်းကိုသွားပြီးမဖဲဝါပင့်ကျင်တယ်ကွာမင်းငါနဲ့လိုက်ခဲ့ကွာဟာဒါများတာတီယာကဲငါအမဲသားသွားဝယ်ပေးမယ်ပြီးရင်ငါ့ရင်ကိုသွားကြမယ်အိမ်ကလူတွေဖျားဘူးသွားကြတယ်ကွာတပတ်လောက်တောင်ကြာမှာအိမ်မှာငါတယောက်တည်းကြံခဲ့တာငါငွေတွေလည်းအပ်ပြီးသွားပြီဆိုတော့အားသွားပြီမဲသားကိုဝယ်ပြီးအိမ်ပြင်လို့ရပြီအိမ်မှာမင်းနဲ့ငါနဲ့တူတူချက်ကြတာပေါ့ကွာပြီးတော့ဘာလို့သေးတော့တောင်းတလုံးနဲ့ငှက်ပြောပဲ2ရွက်လောက်လူချင်တယ်ကွာထမင်းတောင်းပြင်ရအောင်လေကွာအဲ့ဒါအိမ်မှာရှိပါတယ်ကွာငါတို့ဝိုင်းထဲမှာငှက်ပြောပင်3-4ပင်ရှိတာပဲတာတီးရအေးဒါဆိုရင်အဆင်ပြေပါပြီကွာတင်မြင့်တို့အိမ်ရောက်တော့ကျုပ်တို့2ယောက်တည်းအေးစီချက်ပြုတ်ကြတာပေါ့ဗျာညနေ4နာရီလောက်ရောက်တော့ထမင်းလဲကျက်ဟင်းလဲနူးပြီဗျည9နာရီထိုးတာနဲ့ထမင်းတောင်းပြင်ကြတယ်အဲ့ဒီညနေကညစာကိုတင်မြင့်အိမ်မှာပဲကျုပ်စားလိုက်တာပေါ့ဗျာတင်မြင့်ကဟင်းချက်လဲတော်တော်ကောင်းတာဗျကျုပ်ကဝတ်သားကြိုင်မှန်းပြီးတော့ဝတ်သားဟင်းချက်ကျွေးတယ်ည8နာရီထိုးတာနဲ့ထမင်းတောင်းလေးထမ်းပြီးတင်မြင့်နဲ့ကျုံနဲ့မြို့သိန်းချိုင်းကိုထွက်လာခဲ့ကြတယ်တင်မြင့်ကလှုပ်အားကိုရတဲ့ကောင်းဗျထမင်းတောင်းကိုသူ့ထမ်းပြီးတော့ကာယနဲ့ကျုံနောက်ကလိုက်တာပြုတ်တင်ချိုင်းကိုမရောက်ခင်ကျုပ်ကတင်မြင့်ကိုမေးတယ်တင်မြင့်မင်းမကြောက်ဘူးလားဟာမင်းတယောက်လုံးပါနေတာပဲဟာငါကဘာကိုကြောက်ရမှာတော့ကွာတကယ်လို့ငါကထွက်ပြေးမယ်ဆိုရင်မင်းဘယ်လိုလုပ်မှာတော့ဟာကောင်တာတီကမင်းပြေးမှတော့ငါကဘာဆက်လုပ်เสียရှိလို့တော့ကွာမင်းရှိရအောင်ပြေးုံပေါ့ကွာဟာကျုပ်ကတင်မြင့်ပြောတာကိုသဘောကျပြီးရေရိုက်ရတာဗျကာယတင်မြင့်ဆိုတဲ့ကောင်ကစကားပြောရင်ဘယ်တော့မှလိန်ညာပြောတဲ့ကောင်မဟုတ်ဘူးဗျကျုပ်တို့2ယောက်တင်းချိုင်းနဲ့ရောက်တော့ဂူကြီးကိုလိုက်ရှာတယ်တချို့ဂူဟာကြီးပေမဲ့ဆေးတွေပါတွေမတုတ်တော့ကြည့်မကောင်းဘူးဗျအုတ်ဂူကကြီးလဲကြီးတယ်ဆေးတွေပါတွေပြန်တုတ်ထားတယ်တစ်လင်းဖြစ်နေတယ်အဲ့ဒီဂူကိုပဲကျုပ်ကယူလိုက်တယ်ဂူပေါ်မှာငါပြောဘက်ခင်းပြီးထမင်းပွဲပြင်တာပေါ့ဗျာပြီးတော့အသက်ယူလာတဲ့ရေပွန်းကိုရေခွက်တက်ပြီးချထားလိုက်တယ်ဖဲအောင်နိုင်တိုင်းထုံးပြီးဂူရဲ့ခေါင်းရင်းဘက်မှာစိုက်ထားလိုက်တယ်ပြီးတာနဲ့ကျုံမဖဲပါဘူးစပြီးပင်တယ်ကာယတင်မြင့်ကဂူနာအထိလိုက်မလာဘူးဗျခလန်းလန်းကကလားမကြီးပင်အောင်မှာရက်နေတယ်ကျုံမီးထွန်းလိုက်လို့လားမသိဘူးဗျကိုပင်အုပ်ကြီးပေါ်ကကြီးကန်းတွေလန့်ပြီးပြန်သွားကြတယ်တင်မြင့်ကတော့ပြန်သွားတဲ့ကြီးကန်းတွေကိုကြည့်နေရဗျအရှိနေထွက်အနောက်နေဝင်တောင်တန်ငါကျွန်းမြောက်တူဝန်အထက်ဘဝက်အောက်ဝီစီတွင်ရောက်နေရအရက်ရှိနေရအရက်ကနေမြန်မကြာလှမ်းကကြွခဲ့ပါတင်းချိုင်းရှင်မမဖဲဝါခမထနောင်းကုန်းသားကျုပ်တာတီကပင့်ဖိတ်ပါတယ်မဖဲဝါအတွက်စားပွဲတောက်ဝဲများလဲပြင်ပြီးကြိုးစိုးလို့ပါဗျကြွပါမဖဲဝါမြန်သာကြွခဲ့ပါဗျကျုပ်ကမဖဲဝါကိုပင့်ဖိတ်ပြီးစောင့်နေလိုက်တယ်
ကျောင်းမကြီးရဲ့ကူပေါ်မှာထုံးထားတဲ့ဖျောင်းနိုင်လေးကမှိတ်တုံးနေပေါ့ဗျာခဏကြာတဲ့အထိဘာမှမထူးဘူးဗျဒီကုန်းမှာပဲတင်းချိုင်းရဲ့အနောက်ဘက်ကနေမင်းမဲအကောင်ကြီးတစ်ကောင်တင်းချိုင်းထဲကိုဝင်လာတယ်ဗျဒီကောင်ကြီးကခြေလန်း3လမ်းလောက်ဝင်လာပြီးတော့မှရက်သွားတယ်မဖဲဝါတဲ့ပြည်စီသားထမင်းပွဲကိုလှမ်းကြည့်နေရဲ့ဗျကျုပ်ကမျက်ကွင်းစေးကွင်းထားတော့မြင်နေရတာပေါ့ဗျာခေါင်းကတင်းတောင်ကြီးတစ်လုံးလောက်ရှိတာဗျမျိုးလုံးကြီးနှလုံးကမီးခဲကြီးတွေလိုနီးရဲနေရဗျို့အရွယ်ကရင်နှွေးချမ်းပကံလုံးလောက်ရှိတယ်ခေါင်းမှာစပင်ကဖားလာကြီးဗျပါဇက်ကြီးတဲ့ကတစ်ထောင်လောက်ရှိတဲ့ရှာကြီးကတွဲလောင်းကျနေရဲ့ဗျဒီကောင်ကြီးရှိကိုထပ်မတိုးတော့ဘူးဗျကျုပ်စိတ်ထင်ဒီတင်းချမ်းကိုတာဝန်ယူရတဲ့တရေကြီးဖြစ်မယ်ဗျဒီတရေကျုပ်ရှိကိုပြေးဝင်လာမှစိုးရင်ပြီးစက်သိန်းတွေဖျန်းကလေးထားသွားတယ်ဗျမဖဲပါကိုကျုပ်ထပ်ပြီးပင့်ဖိတ်လိုက်တယ်ဟောလာပြီဗျို့မဖဲပါလာပြီမဖဲပါရဲ့ခွေးကြီးဦးတဲ့အတန်ကိုကြားလိုက်တယ်ဗျကျုပ်ကြားသလိုပဲတင်းချမ်းကြောင့်တရေကြီးလည်းကြားသွားပုံရတယ်ဒီတရေကြီးတွေကမဖဲပါတာဝန်ပေးထားလို့မဖဲပါရဲ့ကိုစားတင်းချမ်းဆောက်ဝေးကြရတာဗျဟောသွားပြီဗျို့နောက်ကိုခြာကနေလှက်ထွက်သွားပြီဗျို့မဖဲပါလိုင်းတော့ဒီကောင်ကြည့်သွားပြီပေါ့ဗျခွေးဦးတန်ကြီးကတဖြည်းဖြည်းနဲ့နီးလာပြီဗျကျုပ်မြင်နေရတဲ့တင်းချမ်းကြောင့်တရေကြီးနဲ့ကြားနေရတဲ့မဖဲပါရဲ့ခွေးကြီးဦးတန်ကိုကားရတင်မြင်ရတော့မကြားရမမြင်ရဘူးပေါ့ဗျာဒါကြောင့်လေဒီကောင်ကအေးဆေးဆေးကိုဆေးဖို့လက်ကလေးမီးညှိပြီးဖွာနေတာဗျလာတော့ကခါးကြမှာထိုးထားတဲ့3000လိုလက်နှိပ်တမီလေးကိုတင်းမြင့်ကလက်ထဲမှာကင်ထားတယ်ဗျမီးတော့မထိုးဟိုကြည့်ဒီကြည့်လုံနေတာပေါ့ဗျာဟောနတ်ကျော်ကြီးတင်းချိုင်းထဲကိုဝင်လာပြီဗျလာပါပြီဗျာမဖဲဝါလာပါပြီဖြူဖြူရိတ်ကြီးကအုတ်ကူတွေပေါ်တစ်ထောင်လောက်အကွာကနေရိတ်ခနဲ့ရွေ့လာတာဗျဟောကျုပ်ထမင်းပွဲပြင်ထားတဲ့ဂူပေါ်ကိုရောက်လာပြီဗျဂူပေါ်မှာအခြေစုံရက်ပြီးပတ်ဝန်းကျင်တစ်ချက်ကြည့်လိုက်တယ်ဗျနဲတဲ့အရက်ချင်းမဟုတ်ပါဘူးဗျာကျုပ်စိတ်တင်တော့10ပေ15ပေလောက်ရှိမယ်ထင်တယ်ဗျသပင်ဖားလာကြီးချပြီးလက်ဖေးရည်ပကံလုံးလောက်ရှိတဲ့မျိုးလုံးလူကြီးတွေနဲ့တရားကုန်းတစ်ခုလိုကိုလိုက်ကြည့်နေရဗျထမိန်နဲ့ကြီးကိုရင်ရှားထားတယ်မဖဲဝါရဲ့လက်ချောင်းတွေကအတိုးရှိမညီလာဘူးဗျတချို့လက်ချောင်းတွေကတိုးပြီးတချို့လက်ချောင်းတွေကရှည်နေတယ်အော်ထိုင်ချလိုက်ပြီဗျလူကောင်းကြီးတစ်ဖက်ထောင်ပြီးထိုင်တာဗျကျုပ်ပြင်ပေးထားတဲ့ထမင်းပွဲကိုတေးဆဆာငုံကြည့်ပြီးခေါင်း2ချက်3ချက်နှိမ့်နေဗျစားပြီဗျစားပြီအားရပါရကိုစားတာဗျအသားတုံးကိုနတ်ကြော်ကြီးစီပြစ်ကျွေးလိုက်သေးရဲ့ဗျထမင်းစားနေရင်ကနေကျုပ်ကိုလှမ်းကြည့်တယ်ကျုပ်သိတာပေါ့ဗျာဘာကိစ္စရှိလို့တော့ကျုပ်ကိုမေးတဲ့သဘောဗျကျုပ်ကနမိတ်စာဖြစ်သွားတဲ့ကဝေရာသာကြီးမူးညိုအကြောင်းကိုအချင်းယုံပြီးပြောပြလိုက်တယ်ပြီးတော့မတ်လှလေးစင်ရဲ့ဘိုက်ထဲကသူထုတ်ယူရတဲ့ကလေးကအခုဆိုရင်9နှစ်ပြည့်ပြီမို့လို့နမိတ်စာမူးညိုကဝိညာဉ်လေးတော့မဲ့အကြောင်းကိုပြောပြတယ်ဒါကြောင့်တင်းချိုင်းတစ်ခုထဲမှာလဲမှာမို့လို့ဘိုးလူပေးကပြောတဲ့အကြောင်းနဲ့အဲ့ဒါဘယ်တင်းချိုင်းလဲဆိုတာသိချင်လို့ပါလို့ကျုပ်ကပြောပြလိုက်တယ်ဗျဒီတော့ဆရာတော်ဖားနဲ့ဘိုးလူပေးခိုင်းလို့လာတဲ့အကြောင်းလည်းပြောပြလိုက်တယ်တာတီနင့်ဆရာကြီးတွေအကျိတ်အနယ်လုပ်ယူရလိမ့်မယ်လူလောကမှာတစ်ခါမှမရှိဘူးသေးတဲ့ကိစ္စကိုမုန်းညိုကလုံးမှာဝင်းကျင်လဲတဲ့အဆင့်မှာနိုင်အောင်မတိုက်နိုင်ရင်ဒီကလေးတဖြည်းဖြည်းကြီးလာပြီးဘယ်သူမှမနိုင်အောင်ဖြစ်သွားလိမ့်မယ်နောက်ဆုံးသာသနာတော်ကြီးပါအနှောက်အယှက်လုပ်လိမ့်မယ်တာတီဟာဒီအထီတောင်လားဗျာအေးဟုတ်တယ်ဒါကြောင့်နင်းဆရာကြီးတွေကသူတို့တက်နဲ့ရေးပြီးနှိမ်ပြီးမှမယ်လို့အထက်ပုဂ္ဂိုလ်တွေရှိမှဂရုပြုခဲ့ကြတယ်မုန်းညိုကလည်းသူ့လူလောကကိုပြန်ရောက်ဖို့အတွက်နှစ်ပေါင်းများစွာစီမံခဲ့ရတဲ့ကိစ္စဆိုတော့အသေးလဲတိုက်မှာပဲတာတီရဲ့ဒါပေမဲ့နမိတ်စာတွေမှာလှုပ်ဝက်ချက်တစ်ခုရှိတယ်တိုက်ရင်းနဲ့သူတို့အစမ်းတွေကကုန်းလာတယ်ဒီခါမှာသူတို့ကအသွင်ပြောင်းပြီးတိုက်သက်ကြတယ်နောက်ဆုံးမှာအစွမ်းတွေလုံးဝကုန်းသွားလိမ့်မယ်အဲ့ဒီချိန်မှာနမိတ်စာကဂျုံထိုးလိမ့်မယ်အဲ့ဒါသူတို့အစွမ်းပြန်ယူတာအဲ့လိုဂျုံထိုးတဲ့အချိန်မှာမိမိရဲ့နှိမ်နေနိုင်ရင်တော့နင်းဆရာကြီးတွေနိုင်မှသေးကြတယ်ကျေးဇူးတင်လိုက်တာမဖဲဝါရဲ့အေးနောက်တစ်ခုကနမိတ်စာမူးညို9နှစ်ကလေးနဲ့ဝင်းကျင်လဲမဲ့နေရာကတင်းချိုင်းနံပါတ်9မှာဗျာတင်းချိုင်းနံပါတ်9ဆိုတာဘယ်တင်းချိုင်းလုံးပြမှာဖဲဝါရဲ့တင်းချိုင်းနံပါတ်ကိုပေါင်းရင်9ရတဲ့တင်းချိုင်းဟဲ့အဒီကရတင်းချိုင်းကြီးလည်းဖြစ်ရမယ်ဒါဆိုရင်ကျုပ်ကဘာပြောမှမသိတော့ဘူးပေါ့ဗျာဟဲ့တာတီရဲ့ဘိုးလီဝေးကိုတတိချာပြောလိုက်နမိတ်စာမူးညို9နှစ်သားကလေးနဲ့ဝင်းကျင်လဲမဲ့တင်းချိုင်းဟာပေါင်းလိုက်ရင်ကိုကြမဲ့တင်းချိုင်းကြံတော့တင်းချိုင်းလို့ကြားလာတာတီဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါမဖဲပါ
ဘိုးလူဘေးတို့ဆရာကြီးဆိုင်တို့ဖားတို့ကိုကျုပ်သေးသေးချာပြောလိုက်ပါမယ်ပြီးပြီကျုပ်လာတဲ့ကိစ္စကတော့ပြီးပြီဗျဟဲ့တာတီနောက်တစ်ခုမှအောင်ဝင်းညင်လဲမဲ့အချိန်ကအခုလာမဲ့လောက်ွယ်ညတကောင်ရန်ချိန်မှလဲမှာကျွန်တော်တင်ញိုင်းတွေကကာလီမေတော်ဗိမ္မာန်နောက်ဖက်မှာကောင်းပါပြီမဖဲဝါကောင်းပါပြီဗျာမဖဲဝါအမဲသားဟင်းနဲ့ထမင်းကိုဆက်စားတယ်ဗျစားတော့ပြီးတော့လက်ဆေးရေတောက်လုပ်တယ်ပြီးတော့တင်ញိုင်းနဲ့ပြန်ထွက်တယ်မဖဲဝါရဲ့ခွေးနဲ့ကြီးလက်ကြော်ရဲ့ခွေးဥတန်ရှည်ကြီးကတဖြည်းဖြည်းဝေးဝေးသွားတယ်ဗျကျုံနဲ့တင်းမြင့်လဲတင်ញိုင်းနဲ့ထွက်ခဲ့တာပေါ့ဗျာတင်းမြင့်ကကျုပ်ကိုအောင်တော်မူကြောင်းထိလိုက်ပို့တယ်ဗျဆရာကြီးနုံဖားနဲ့ဘိုးလူပေကကျုပ်ကိုမျှော်နေကြတာပေါ့ဗျာကျုပ်ကိုတွေ့တော့မှပြုံးပြုံးရွှင်ရွှင်ဖြစ်သွားပြီးမောင်တာတီရစာစားပြီးပြီလားကွပြပြတလဲမေးရှာတယ်ဗျစားပြီးပါပြီဆရာကြီးရဲ့ကျုပ်တငယ်ချင်းတင်းမြင့်အိမ်မှာပဲစားလိုက်တယ်ဆရာကြီးရဲ့ဩအေးသွားတဲ့ကိစ္စရောနေရာကြရလားကွအဆင်ပြေပါတယ်ဆရာကြီးပြောပြီးတင်းမြင့်နဲ့အမဲသားဟင်းချက်တဲ့အကြောင်းကစပြီးမဖဲဝါနောက်ဆုံးပြောသွားတဲ့စကားအထိကျုပ်ကတခုမှကြံပြန်ပြောပြလိုက်တယ်ဟာဒါဆိုရင်တော့နေရာကြပြီပေါ့မောင်တာတီရဲ့ဆိုင်းနုံဖားကဆရာနုံဖားကဝင်ပြောတယ်ဗျကျွန်တော်တင်ញိုင်းဆိုတော့ကျုပ်တို့ရန်ကုန်ကိုဆင်းရရမှာအကုန်နုံဖားရဲ့ဟုတ်တယ်ကိုလူပြီမနှက်ပြန်ကိုပဲခရီးစားထွက်မှာဖြစ်မယ်လောက်ွယ်ဖို့က၄ရက်ပဲလူတော့တာကွဟုတ်တယ်ကွန်နုံဖားမနှက်ပြန်ထွက်မယ်ညနေရထားနဲ့လိုက်ကြရအောင်ကောင်းသားပဲကွဆရာနုံဖားကခရီးထွက်ဖို့သဘောတူလိုက်တယ်မဖဲဝါပြောသလိုဆိုရင်မိုးညွန့်နဲ့တိုက်တဲ့တိုက်ပွဲကိုတူတူနဲ့ဖြတ်လို့ရမှာမဟုတ်ဘူးအကုန်လုံးဖားရဲ့အချိန်ဆွဲပြီးတိုက်ရလိမ့်မယ်ဒါမှကြားလေဒီကောင်အစွမ်းကုန်နေဖြစ်မှာနောက်ဆုံးအစွမ်းလုံးလုံးကုန်ရင်ဒီကောင်ဂျုံထိုးပြီးအားပြန်ရလိမ့်မယ်အဲ့ဒီအချိန်မှာကိုနဲ့ကျုံနဲ့ဒီကောင်ကိုပွဲသိမ်းတိုက်ကြရမှာပဲကိုရဲ့ဟုတ်တယ်ကိုလူပေးမူပူပါနဲ့ကိုလူပေးရဒီကောင်ကိုနှိမ်နှင်းဖို့ကျုပ်တို့နှစ်ယောက်လုံးရပောင်း90တီးတီးဥပုံးစောက်ဝင်ခဲ့ကြပြီပဲကွယ်ဒီတော့ဘိုးလူပေးကဘာမှပြန်မပြောတော့ပဲခေါင်းငိမ့်ပြလိုက်တယ်ကျုပ်ဆရာကြီးနှစ်ယောက်ကနမိတ်စာကြီးမုန်းညို့ကိုတိုက်ဖို့တခြားမှတတိမလစ်ကြဘူးဆိုတာကိုတွေ့တော့ကျုပ်တော်တော်ကိုအံ့ဩသွားတယ်ဗျနောက်နေ့ညရထားနဲ့ကျုပ်တို့ရန်ကုန်ကိုဆင်းလာခဲ့တယ်ရန်ကုန်ရောက်တော့ရွှေကုံဖျားရဲ့အရှိမို့ကဗဟန်းဖုံးကြီးကျောင်းတစ်ကျောင်းမှာတဲခိုကြတယ်အဲ့ဒီကျောင်းကဆရာတော်ကဆရာနုံဖားကိုရောဘိုးလူပေကိုရောရင်းရင်းနှီးနှီးသိတာဗျဆရာနှစ်ယောက်ပေါင်းပြီးဆင်းလာတော့တော်တော်ကိုအံ့ဩနေတာပေါ့ဗျာပထမဆရာဘွားကြီးရဲ့တပည့်နဲ့သားတော်ကြီးကိုအတူလာကြတယ်ဆိုကြတဲ့ကတော်တော်အရေးကြီးတဲ့ကိစ္စမှဖုန်ကြီးရိမ့်မိပါတယ်လေကဲဖုန်ကြီးရဲ့အကြောင်းမှာစိတ်တိုင်းကြတဲခိုကြပြီတော့ကွ။အော်ဒါနဲ့ဒီကလေးကဘယ်လိုကွဒီကလေးကမောင်တာတီလို့ခေါ်ပါတယ်ဗျ။အညာထနောင်းကုန်းရွာကပါ။သူကလူငယ်ပြီးမဲ့တက်တိအလွန်ကောင်းတဲ့ကလေးဗျ။အကုန်လုံးဖနဲ့လည်းခရီးတွေထွက်ဖို့တလို့တပည့်တော်နဲ့လည်းအမြဲလိုက်ပြီးကူညီနေတဲ့ကလေးဗျ။ဘိုးလူဘေးကဆရာတော်ကိုရှောက်တင်လိုက်တော့ဆရာတော်ကကျုပ်ကိုတည်တည်ချာချာကြည့်ပြီးဒီလူငယ်မှာထူးခြားတာတွေရှိတဲ့ကွပရာလောကနဲ့ထူးထူးခြားခြားဆက်သွယ်နိုင်တဲ့ကလေးကွဟုတ်ပါတယ်ဗျာမဖဲဝါနဲ့အဆက်အသွယ်ရှိပါတယ်ဗျာ။အိုးဒါကြောင့်ကိုဆရာတော်ကလည်းခေတဲ့ပုံကိုတော့မဟုတ်ဘူးဗျ။ကျုပ်ကိုကြည်ရတယ်ကြုံကြောင်းသိတာဗျ။ကောင်းပါတယ်မောင်တာတီရဲ့အထက်လန်းပုံကိုတွေကိုတစ်ဖက်လန်းကကူညီတယ်ဆိုတာသာသနာကိုကူညီတာပါပဲကွ။ဒါရုကွယ်ဒါရုကျုပ်ကဆရာတော်ကိုကြောလိုက်တယ်။ရောက်တဲ့နေ့ကစပြီးဆရာကြီးနှစ်ယောက်ကပတိကိုမနာတန်းစိတ်တယ်။ကျုပ်ကလည်းဆရာတော်ကပတိစိတ်ခိုင်းတယ်။ဒီတော့မှကျုပ်သိရဗျ။ဆရာတော်ငယ်ငယ်တုန်းကဘိုးလူဝေရဲ့အဖေပထမဆရာဘွားကြီးထံမှာပညာယူခဲ့ဘူးတာတဲ့ဗျ။နောက်ပြီးတော့ဆရာတော်ကလူတယောက်ကိုအာယုံခံလိုက်တာနဲ့ဒီလူနဲ့ပတ်သက်တဲ့ထူးခြားတဲ့ကိစ္စတွေကိုသိလာတယ်ဗျ။ဒါကြောင့်ကျုပ်ကိုတွေ့ချင်းပရာလောကနဲ့ဆက်သွယ်နိုင်တဲ့သူကိုတန်းပြောတာပေါ့ဗျာ။လောက်ွယ်နေ့မှာမှောင်စာပြိုးပြီဆိုတာနဲ့ကျုပ်နဲ့ဆရာကြီးတွေရဲ့ကျန်တော်တင်ကြိုင်းဘက်ကိုထွက်ခဲ့ကြတယ်။တော်ပင်ကားလေးတစ်စီးငါပြီးလာခဲ့ကြတာပေါ့ဗျာ။ကားကိုဟန်တာဝရီဝိုင်းကနေပတ်မောင်းခိုင်းလိုက်ပြီးမြမအတန်ခြံဝင်းကြီးနောက်ကဝင်တဲ့လမ်းထိပ်မှာရက်ခိုင်းလိုက်တယ်။ကျုပ်ရဲ့ဆရာကြီးနှစ်ယောက်အုတ်လန်းကလေးအတိုင်းဝင်လာခဲ့ကြတယ်။ဒီတက်တဲ့သွားရင်ကာလီမန်မေတော်ဗိမာန်ကိုရောက်တယ်ကွမောင်တာတီရဲ့ဆရာကြီးဆိုင်တော်ဖားကကျုပ်ကိုပြောတာဗျ။ဒီတင်ကြိုင်းကအကြီးကြီးပဲဆရာကြီးရဲ့ဒီတင်ကြိုင်းမှာတင်ကြိုင်းဆောင်တဲ့လူတွေရှိမှာပဲဗျ
ဒီအထဲမှာကဝေတွေကဝင်းကျင်လဲတဲ့အလုပ်ကိုလုပ်ဖို့လွယ်ပါမလားဆရာကြီးရဲ့ကျုပ်ကဘိုးလူတွေကိုမိလိုက်တယ်ဗျဘယ်လွယ်မှာတော့မောင်တာတည်းရဲ့ဝင်းကျင်လဲတဲ့ဆိုတာကိုနှစ်ကလေးကိုအိပ်ပျော်သွားအောင်စီးဝါးတွေနဲ့လုပ်ပြီးခေါင်းထဲမှာထည့်ရမှာကွပြီးရင်အဲ့ဒီခေါင်းကိုမြေချင်းတူးပြီးမြုပ်ရမှာနတ်မိတ်ဆာကောင်ကအဲ့ဒီမြုပ်ထားတဲ့ကလေးနဲ့မြေချင်းထဲမှာလည်းဝင်းကျင်လဲရမှာလဲပြီးလို့အောင်မြင်သွားတာနဲ့မြေချင်းကအလိုလိုပွင့်လာပြီးမြုပ်ထားတဲ့ခေါင်းကမြေချင်းပေါ်ကိုသူ့လိုလိုမြောက်တက်လာမှာကွဒါဆိုရင်မုန်းညိုအောင်ပြီပေါ့ကွအဲ့ဒါကိုကြုံပြောတာဆရာကြီးဒီလိုတွေမြေချင်းတူပြီးလောက်ကန်နေတာကိုတင်းချိုင်းဆောင်တဲ့လူတွေကဘာမှမပြောဘဲနေမလားလို့ဟာမောင်တာတရားလေငွေဆိုတာရှိရဲ့ကွသူနဲ့လုံရင်တော်တော်များများအဆင်ပြေတယ်အခုလောက်ဆိုရင်မြင်းပြောတဲ့လူတွေကမြေချင်းတချင်းအစင်တစ်တူးပေးထားတော့ရောပေါ့ကွမင်းမျိုးကာလီမဲတော့ဗိဗ္ဗံရောက်တော့အဲ့ဒီအနီးနားမှာရှားကြီးပေါ့ကွကာလီမဲတော့ဗိဗ္ဗံကိုရောက်တော့မဲတော်ရုပ်ထုကြီးကိုကျုပ်ကတန်တော်နဲ့ငေးကြည့်နေရဲ့ဗျဒီဗိဗ္ဗံမှာလူတွေလာပြီးအုံးကြီးခွဲရတာပေါ့ကွကဲမောင်တာဒီအနီးနားမှာမြေချင်းတူးထားတာရှိမရှိလိုက်ကြည့်စမ်းကွဘိုးလူပေကကျုပ်ကိုခိုင်းလို့ကျုပ်ကာလီမဲတော်ဗိဗ္ဗံရဲ့မလန်မကန်ကလမ်းကလေးတွေကိုဝင်ပြီးဟိုကြည့်တီကြီးလှုပ်လိုက်တယ်အောက်တူးနဲ့တရွင်းနေထမ်းပြီးထွက်လာတဲ့လူ၃ယောက်ကိုကျုပ်တွေ့လိုက်တယ်တစ်ပင်တစ်ပင်နောက်မှာကျုပ်ဝင်ကပ်ပြီးရေကဲကြည့်နေလိုက်တယ်အဲ့ဒီလူတွေတင်းချိုင်းထဲဝင်သွားပြီးခဏကြာတော့မှကျုပ်ထွက်ပြီးအဲ့ဒီလူတွေထွက်လာတဲ့နေရာကိုသွားကြည့်လိုက်တယ်ဟုတ်ပါဗျာဘိုးလူပေပြောတာကတော့ဓာတ်ထီကိုမှန်တာဗျဟိုလူ၃ယောက်မြေချင်းတစ်ချင်းတူးသွားတာဗျကျင်းကခတ်သေးသေးပဲဗျဒါကလေးအလောင်းပြုံးမဲ့အရွယ်ဗျတေးကြတာပေါ့ဗျာအိပ်ပြောင်းလှုပ်ထားတဲ့6နှစ်ကလေးရဲ့အခေါင်းနဲ့တော့ဒီကျင်းကအန်ကိုက်ပေါ့ဗျကဝေတွေကဒီလူတွေကိုငွေပေးပြီးခိုင်းထားတာပဲကိုကျုပ်တွေးမိလိုက်တယ်နေရာကိုတတိချာချာမှတ်ပြီးတော့ကျုပ်ဆရာကြီးတွေရှိကိုပြန်လာခဲ့တယ်ကာလီမဲတော်ဗိမာန်ကနေစောင့်နေတဲ့ဆရာကြီးတွေကကျုပ်ကိုစီးမိတယ်ဗျလိုတော့မောင်သားတွေတွေ့ကြလားကွတွေ့တယ်ဆရာကြီးခုပဲတူးသွားကြတာကျင်းကကလေးမြုံမဲ့အရွယ်ပဲဗျနေရာကိုတတိချာချာမှတ်ခဲ့ရလားမောင်သားတွေဟုတ်ကဲ့မှတ်ခဲ့ပါတယ်ဆရာကြီးလူနှစ်ဖက်စာလောက်ရှိတဲ့တရက်ပင်ကြီးတစ်ပင်ရဲ့အနောက်ဘက်မှာကျုပ်နဲ့ဆရာကြီးနှစ်ယောက်ခက်ကွယ်ကွယ်လေးရက်နေကြတယ်ဒါပေမဲ့လမ်းပေါ်ကိုရောတင်းချိုင်းဘက်ကိုရောကျုပ်ကမျက်ခြေမပြတ်ကြည့်နေရတာဗျဟောလာပြီဗျလူ9ယောက်ဗျလွယ်ဤတွေကိုစီလွယ်တို့ဗျဆရာကြီးတို့လူ9ယောက်တင်းချိုင်းထဲကိုဝင်လာတယ်ဗျပုံစံတွေကတိတ်မဟုတ်ဘူးထင်တယ်ကျုပ်စကားကိုကြားတော့ဆရာကြီး2ယောက်ကမတိမသားကြည့်လိုက်ကြတယ်လူ9ယောက်ကကာလီမဲတော်ရုပ်ထုကြီးရှိတဲ့ဗိမာန်ရှိမှာရက်နေကြတာဗျဟာဟုတ်တာပေါ့မောင်တာတည်းရဲ့ပစိုးပြကွက်တုံးကြီးဝှက်ထားတာရောပြန်ရာမဆိုတဲ့ကောင်ဘောကွက်ဒီကောင်တွေကရှီပြေးအဖွဲဖြစ်မယ်တင်းချိုင်းထဲမှာရန်သူရှိရင်ရှင်းထားဖို့ပေါ့ကွက်မကြခင်မှာကျုပ်တို့ရောက်နေတာကိုဒီကောင်တွေတိသွားတော့မှာကွက်ကဲအကောင်တို့ဖကျွန်တော်တို့ထွက်ပြီးရင်ဆိုင်လိုက်ရအောင်အေးပေါ့ကိုလူပေးရဲ့လှုပ်ပေးလို့မှမဖြစ်တာရင်ဆိုင်ရတော့မှာပေါ့ပြောဆိုနဲ့ဆရာကြီးဆိုင်တို့ဖာကအုတ်လန်းနီနီလေးပေါ်ကိုတက်လိုက်တယ်ဘိုးလူပေးကလည်းနောက်ကနေချက်ချင်းထွက်လိုက်သွားတယ်ဗျကျုပ်ကတော့ဆရာကြီး2ယောက်ရဲ့နောက်ခက်လန်းမှာရက်နေတယ်ကျုပ်လက်ထဲမှာတော့ဆရာကြီးဆိုင်တို့ဖာပေးထားတဲ့အင်းတစ်ချက်နဲ့ဆရာကြီးဘိုးလူပေးထားတဲ့အင်းတစ်ချက်ကိုကင်ထားတာပေါ့ဗျာဆရာကြီး2ယောက်ကလမ်းပေါ်မှာရက်ပြီးကာလီမဲတော်ဗိမာန်ရှိရာလူစုကိုကြည့်နေတယ်ဗျဟောမြင်သွားပြီဗျရောပြန်ရာမရနဲ့တပည့်တယောက်ကသူ့ဆရာကိုလက်ကုပ်ပြီးဘိုးလူပေးတို့ကိုလက်ညှိုးထိုးပြတယ်ဒီတော့မှရောပြန်ရာမကမြင်သွားတယ်ဗျဟာနွန်ဖနဲ့လူပေးပါလားငပွားကြီးသားနဲ့တပည့်ပဲငါတို့ဆရာကြီးပြီးတော့ဝင်မဲ့ကိစ္စကိုဟန်တားဖို့ရလာတာပေါ့ဟုတ်စဟာမင်းတို့ရဲ့အထက်ပုဂ္ဂိုလ်တွေကခိုင်းစေလိုက်တယ်ပေါ့ဟုတ်စဟဲ့ကောင်ရမစကားရှိမနေနဲ့မင်းတို့ဆရာနတ်မိတ်ဆာမူးလို့ပြီးတော့ဝင်အောင်သူကဘာမို့လို့တော့ပြီးတော့ဝင်နေဆိုတာအထက်ပုဂ္ဂိုလ်တွေအလို့ကွာရမရဲ့ဟဲ့ကောင်လူပဲမင်းကငါမွေးရင်ငါသားလောက်ပဲရှိတဲ့ကောင်မင်းကများငါ့ကိုယာမလို့ခေါ်ရအောင်မင်းကဘာကောင်မို့လို့တော့ဘဝမိတဲ့ကောင်ကိုမျိုးရိုးပညာတွေကိုတစ္ဆာဖောက်တဲ့အကောင်မင်းကိုရဲကသွေးကကဝေပြန်ဘာရှန်နဲ့မောက်ကတော့မေဖန်ရဲ့သွေးကွဟော
ဟိုကောင်ရှမ်းသခိုးကမင်းကိုခိုးသွားတာတည်သွားတဲ့ငပွားအဖေမဟုတ်ဘူးရောပြန်ရမဆိုတဲ့ကဝေကြီးကလူအောင်ကလည်းထွားကြီးဗျခေါင်းမှာလည်းရောင်ဆောင်ကြီးထုံးထားတယ်နှာခေါင်းမွေးကြီးတွေကလည်းကားကားကြီးနဲ့နှလုံးတွေကလည်းပြူးနေရဗျကျုပ်ဆရာကြီးစားနှုံဖောက်ကိုလက်ညှိုးနဲ့ထိုးပြီးကလေးသခိုးလို့ပြောနေရဗျဒီเจ้าတွေကိုသိချင်ရင်ကျုပ်ရေးခဲ့တဲ့မဖေးဝါမွေးတဲ့သားစာအုပ်ထက်ကကဝေသွေးဝတ္ထုမှာဖတ်ကြည့်ပေါ့ဗျာဘိုးလူဘေးကဘာမှပြန်မပြောပဲကြည့်ုံပဲကြည့်နေတယ်ကဝေဆိုတာလှုပ်မာရများတာဗျဒီတော့ဆရာကြီးတွေကသတိတစ်ချက်မလွတ်အောင်ကြည့်နေကြရတာပေါ့ဗျာဟစ်ကောင်လူဘေးမင်းအခုနေဒီဘက်ကိုပြန်လာခဲ့ဒီညတခေါင်ရံမှာငါတို့ဆရာကြီးကဝေနဲ့ကြီးပြီးတော့ဝင်တော့မှာအဲ့ကြရင်မင်းကိုဆရာကြီးကကောင်းကောင်းဆောင်းရှောက်မှာကွာဟာယာမတက်ပြင်းသေးကန်နီးနေပြီခုထိမိုက်ကောင်းနေတော့မှလားပြောပြီးဘိုးလူဘေးကရှေ့ကိုရှင်းနှလန်းတိုးလိုက်တယ်ဗျဒီမှာရင်ရောပြန်ရမဆိုတဲ့ကဝေကြီးကလည်းရှေ့ကိုခြေနှလန်းတိုးလာတယ်အေးလေမင်းကဒီလောက်သေးချင်မှတော့လေငါကတက်ပေးရမှာပေါ့ကွာကဲဟိုရှမ်းကောင်လည်းအစင်သစ်ပြင်ထားပြီတော့ပြီးရင်မင်းလှည့်လာမယ်ပြောဆိုနဲ့ရောပြန်ရမကသူ့လက်နှစ်ဖက်ကိုလေထဲမြောက်ပြီးပွေ့လိုက်တယ်ဗျဘိုးလူဘေးကပြုံးလိုက်တယ်ဗျပြီးရနဲ့မြေကြီးကိုဖနှောက်တစ်ချက်ပေါက်လိုက်ရောဗျဟာရာမလက်ထဲမှာမိုးရောက်ကြီးနှစ်ကောင်ဗျဘယ်လက်ထဲမှာတစ်ကောင်ညာလက်ထဲမှာတစ်ကောင်နှစ်ကောင်လုံးပါးပြပပြင်းကြီးတွေထောင်ပြီးခွေးကနေလုံနေရဗျရာမကြီးကသူ့ငွေတွေကိုသူမနိုင်ဘူးဗျငွေတွေကအတင်းယုံနေရဗျဟဲ့ငြိမ်းကြစမ်းသိချင်လို့လားဘိုးလူဘေးကမြေကြီးကိုဖနှောက်နဲ့တစ်ချက်ထပ်ပေါက်လိုက်တယ်ဗျဟာမွေကြီးနှစ်ကောင်မွေဟောက်ကြီးနှစ်ကောင်ကအတင်းယုံပြီးကဝေရာမကိုတန်ပြန်နေပြီဗျတကောင်ကရာမရဲ့လက်ကိုပေါက်ချလိုက်တယ်ရာမရဲ့လက်မှာပေါက်သွားပြီးသွေးတွေထွက်လာတယ်ဗျရာမလည်းလက်ထဲကမွေတွေနဲ့ဘိုးလူဘေးကိုလှမ်းပစ်တယ်ဒါပေမဲ့မွေတွေကရှေ့ကိုထွက်မလာပဲနောက်မှရက်နေတဲ့ရာမရဲ့တပည့်လေးတယောက်စီကိုလွင့်သွားတယ်ဗျဟာဘလို့ဖြစ်တာတော့အော်လိုက်ပြီးရာမရဲ့တပည့်တွေကမွေတွေကိုလက်နဲ့လှမ်းရိုက်တယ်ဒါပေမဲ့မွေနှစ်ကောင်ကအဲ့ဒီလူတွေကိုဒေါသတကြီးနဲ့ပေါက်တော့တာပဲဗျညံလိုက်တဲ့မွေတွေဗျာတယောက်စီရဲ့လက်မှာပတ်ပြီးနှစ်ယောက်စက်တိုက်ကြိုက်တာဗျရာမရဲ့တပည့်လေးယောက်စလုံးမွေကိုက်ခံရလိုက်ပြီဗျမွေကြီးတွေကိုအတင်းပစ်ဖယ်ပြီးလွယ်အိတ်ထဲကဆေးတောင်တွေထုတ်ပြီးဝါးစားကြတယ်ရာမကတော့မွေကိုက်ခံလိုက်ရတဲ့သူ့လက်ကဒဏ်ရာကိုသတွေးနဲ့ထွေနဲ့တစ်ချက်ထွေးလိုက်ပြီးလက်နဲ့တက်ချလိုက်တာဒဏ်ရာကချက်ချင်းပြောက်သွားတော့ဗျပြီးရနဲ့ဘိုးလူဘေးဘက်ကိုလှည့်ပြီးဆက်တွေလွတ်တော်တာပဲဗျကဲရောဟိရာမရဲ့ဆက်ကိုခံနိုင်ခံပြီးတော့ရာမရဲ့လက်ချောင်းတွေထိတ်ကလက်ကနဲ့ထွက်လာတဲ့ဆက်တွေကဘိုးလူဘေးစီကိုပြေးဝင်လာတယ်ဗျဘိုးလူဘေးကရာမရဲ့ဆက်တွေကိုအနားရောက်မခံပဲလက်နဲ့တွန်းထုတ်သလိုထုတ်လိုက်တော့ဆက်တွေကတုံနဲ့ရက်သွားပြီးဝုန်းဆိုတဲ့အတန်ကြီးနဲ့တူကဝေကြီးရာမနောက်ကိုခြေတလန်းလောက်ရွှေ့သွားတယ်ဗျဒီအချိန်မှာပဲမူကိုက်ခံလိုက်ရတဲ့ရာမရဲ့တပည့်လေးဟာရန်တိုင်းနဲ့ကာလီမေတော်ဗိမာန်နဲ့ဝင်သွားကြတယ်ဗျဒီစကားခံနိုင်ခံပြီးတော့လူပေးမင်းကိုငါတငယ်ချင်းဘားရှန်ရဲ့သားဆိုပြီးငါညာနေတာဒီတစ်ခါတော့အသေးပဲပေါ့ကွာကဝေကြီးရာမရဲ့မျက်လုံးတွေရောဟထားတဲ့ပါးစပ်တွေရောကစိမ့်ပြဆက်တီထွက်လာတာမျိုးအဲ့ဒီဆက်တွေပေါင်းပြီးအနီအောင်ဆက်တွေဖြစ်သွားတယ်အနီအောင်ဆက်တွေကဘိုးလူဘေးဘက်ကိုပြေးဝင်လာတာမျိုးဒီအချိန်မှာပဲရက်ကြည့်နေတဲ့ဆရာကြီးဆိုင်းတော်ပါရှေ့ကိုထွက်သွားပြီးဆရာကြီးနှစ်ယောက်ရိုင်းတူရိုက်ချလိုက်တယ်ရှေ့ကိုပြေးဝင်လာတဲ့ဆက်တွေအပိုင်းပြက်ကုန်ရောမျိုးဆက်တွေပြက်တော့ပြီးပျောက်သွားတာဗျဒီတော့မှပဲဆရာနုံဖကသူ့ရဲ့လက်ဝါးနှစ်ဖက်ကိုပုတ်နေတယ်ဘိုးလူဘေးကတော့သူ့ရဲ့ဆက်တွေကိုလွတ်တယ်ကဝေကြီးရာမကမျက်နှာနဲ့ပြက်သွားတယ်ဗျပြီးတော့မှပါဇက်ကမန်နန်တွေရွတ်ပြီးသူ့ကိုလက်နဲ့ကားသလိုပို့သလိုလုံနေရဲ့ဗျမင်းကကဝေတန်ချက်ဝတ်နေတာပေါ့လေမင်းရဲ့ကဝေတန်ချက်ကတုံဆက်ကိုပဲကာနိုင်မှာရာမရဲ့ငါရဲ့လောင်မိဆက်ကိုကာနိုင်မယ်မထင်ဘူးဆိုင်းတော်ဖကရှမ်းတန်ဝဲနဲ့ပြောလိုက်တာဗျဒီအချိန်မှာပဲဘိုးလူပေးရဲ့လိမ္မော်ရောင်တောက်နေတဲ့ဆက်တွေလက်ခနဲ့ထွက်သွားတယ်ဗျကဝေကြီးရာမကလက်ဝါးနှစ်ဖက်နဲ့ဘိုးလူပေးရဲ့ဆက်တွေကိုကားသလိုလှုပ်လိုက်တယ်ဘိုးလူပေးရဲ့ဆက်တွေကနည်းနည်းတန့်သွားပြီးရှေ့ကိုအရှိန်နဲ့ပြေးမဝင်နိုင်တော့ဘူးဗျ
ကဝေကြီးယာမဆိုတာခေသူမဟုတ်ဘူးလို့ကြုတ်သွေးလိုက်မိတယ်ဘိုးလူပေလွတ်လိုက်တဲ့ဆက်တွေကလည်းရှေ့ကိုတရွေ့ရွေ့နဲ့တိုးဝင်နေရဲ့ဗျကဝေကြီးယာမကလည်းလက်နဲ့တောက်ပြီးကာထားတယ်ဒါပေမဲ့သူကြမကာနိုင်ပါဘူးဗျဘိုးလူရဲ့ဆက်တွေကတိုးဝင်သွားတယ်ကဝေကြီးယာမရဲ့တန်ကဝေတန်ချက်ကလည်းအတော်ဆွမ်းတာဗျဘိုးလူပေရဲ့လင်းမွေအောင်ဆက်တွေသူ့ကိုယ်တွေကိုဖောက်မဝင်နိုင်ဘူးဗျသူ့ကိုယ်ကိုပတ်ပြီးလက်ခနဲ့ဖြစ်နေရဗျဟာဘယ်နဲ့တော့လူပေရဲ့မင်းရဲ့ဆက်တွေကငါရဲ့ကဝေတန်ချက်ကိုမဖောက်နိုင်ပါလားကွာဟာဟုတ်လားယာမဒါဆိုရင်ရော့ငါရဲ့လောင်မီးဆက်ဆရာနုံဖကပြောလိုက်ပြီးတော့စောကလည်းပုတ်နေတဲ့လက်ဝါးနှစ်ဖက်ကိုဖွင့်လိုက်တဲ့အခါမီးဆက်ကလေးတစ်ဆက်လိုလင်းလက်နေတဲ့အဆက်လေးတစ်ဆက်ဆရာနုံဖရဲ့လက်ဝါးပေါ်မှာတွေ့လိုက်ရတယ်ဗျဆရာနုံဖကမန္တန်တစ်ခုကိုယူလိုက်တဲ့အချိန်မှာအလင်းဆက်ကလေးကလွင့်ထွက်သွားပြီးကဝေယာမရဲ့ခေါင်းပေါ်မှာဝဲနေရဗျကဝေယာမကလည်းမန္တန်တွေရွတ်ပြီးအလင်းဆက်ကလေးကိုလက်နဲ့လိုက်ကနေရဗျအလင်းဆက်ကလေးကယာမရဲ့မျက်နှာရှိကိုရောက်လာပြီးဝဲနေတော့ဝဲဗျဒီမှာရင်ယာမကပါဇက်ဟပြီးသူ့ဆက်တွေကိုထုတ်တယ်ဆက်ကထွက်မလာတော့ဘူးဗျယာမမျက်နှာပြတ်သွားပြီးမျိုးလုံးတွေလည်းပြူးသွားပြီဗျမျက်နှာရှိမှပြန်နေတဲ့ဆရာကြီးဆိုင်တော်ဖားရဲ့မိဆက်ကိုမျက်တောင်မခတ်လိုက်ကြည့်နေတယ်ဒီချိန်မှာပဲဆရာကြီးဆိုင်တော်ဖားကလဝါးနဲ့တွန်းသလိုလှုပ်လိုက်ရောပြို့ဟာဝင်သွားပြီအလင်းဆက်ကလေးကဟပြီးဆက်ထုတ်ဖို့ကြိုးစားနေတဲ့ကိုဝေကြီးယာမရဲ့ပါဇက်ထဲကိုဝင်သွားပြီပြို့ကိုလူပေမင်းဆက်တွေသိမ်းလိုက်တော့ဆရာကြီးနိုဘာကလှမ်းပြလိုက်တော့ဘိုးလူပေကသူ့လွတ်ထားတဲ့ဆက်ကိုသိမ်းပစ်လိုက်တယ်ဗျကိုတက်ကိုစုတာပေါ့ယာမရဲ့ကဝေတန်ရက်ဝတ်ထားတော့မင်းထွက်မပြေးနိုင်တော့ဘူးပေါ့ကွာပါဇက်ကနေဝင်သွားတဲ့ဆရာနိုဖရဲ့လောင်မီးဆက်ကကဝေကိုဒုက္ခပေးပြီပြို့ကဝေကြီးယာမအော်ပြီးပြစ်လဲသွားပြီပြို့မြေကြီးပေါ်မှာလူလှိမ့်ပြီးအော်နေတာစောကမူကိုက်ခံလိုက်ရတဲ့ယာမရဲ့တပည့်တွေကလည်းငွေစိတ်တက်နေပုံပဲဗျကာလီမဲတော့ဗိမာန်ထဲကနေတရင်တရံနဲ့ထွက်လာပြီးသူတို့ဆက်ရရဲ့အဖြစ်ကိုမျိုးလုံးအပြူးသားနဲ့ဝိုင်းကြည့်နေကြတာပြောကိုကြီးယာမရဲ့အတန်နဲ့ကြီးနဲ့អော်လိုက်တဲ့အတန်ကကြံတော်တင်ချိုင်းထဲမှာပြန့်သွားတာဗျခဏနေတော့ယာမငြိမ်သွားပြီဟာငရဲမိတော့ထပြီပြို့အကုသို့များလုံးနဲ့ကဝေကြီးဗျငရဲမိတော့ကြီးထလောင်တာဗျယာမရဲ့တပည့်တွေလည်းပူလုံးလို့ကာလီမဲတော်ရုပ်ထုစီနာကိုပြေးဝင်သွားကြတယ်ပြို့သိမကြပါဘူးဗျကိုကြီးယာမရဲ့ခန္ဓာကိုယ်ကြီးပျောက်သွားတယ်ငရဲမိတော့လည်းပြန်ဆင်းသွားပြီဗျလောင်မိကြတဲ့နေရာမှာပြာတော့မကြံဘူးဗျပြေးပြီဘို့ပြေးပြီကိုကြီးယာမရဲ့တပည့်တွေတင်းချိုင်းထဲကိုဝင်ပြေးကုန်ပြီပြို့ဒီလူတွေမှာဆေးတွေပါလာလို့တာပေါ့ဗျာမဟုတ်ရင်စောကတိုက်မွေတွေကြိုက်တာနဲ့သေလောက်တယ်ဆရာကြီးဆိုင်တော်ဖားနဲ့ဘိုးလူပေတို့ကစောကတရက်ပင်ကြီးနောက်ကိုပြန်ပြီးဝင်နေလိုက်ကြတယ်ဗျကျုပ်လည်းပါတာပေါ့ဗျာဒါပေမဲ့ကျုပ်ကကင်းသမားလေးဗျာတင်းချိုင်းထဲဝင်လာတဲ့လူတွေကိုစောင့်ကြည့်နေရတာဗျမိုးချုပ်လာပြီဗျစောကအိတ်တန်းတက်တဲ့ငှက်တွေတောင်ပျောက်သွားပြီရန်ကုန်မြို့ရဲ့အထင်ကရတင်းချိုင်းကြီးလေဗျနံပါတ်6တဲ့ဗျတင်းချိုင်းတွေထဲမှာနံပါတ်တွေရှိတာကိုမဖဲဝါပြောမှပဲကျုပ်သိတော့တယ်ဗျတင်းချိုင်းတွေမှာတီးတဲ့နာမည်တွေရှိနေရဗျအဲ့ဒီနာမည်တွေပေါင်းလို့ကြားတဲ့ကဏ္ဍဟာအဲ့ဒီတင်းချိုင်းရဲ့နံပါတ်ပဲဗျနာမည်တူတဲ့တင်းချိုင်းတွေလည်းရှိမှာပေါ့ဗျကျုပ်စဉ်းစားတယ်ဗျအောင်လဲမော်ပညာကျင့်စဉ်တွေမှာကိုကန်းတန်းကိုအဓိကထားပြီးကျင့်ကြတာကိုကျုပ်သတိထားလိုက်မိတယ်ကိုတင်ញိုင်းချင်းကိုကြီးကုန်းကန်ကြီးကိုကန်တစ်ပင်ကြီးကိုပင်လို့ပေါ့ဗျာကိုချင်းကျင့်စဉ်ဆိုတာကတော့လူသိများပါတယ်ကိုချင်းအောင်နဲ့ကဝေးတို့ကိုတင်ញိုင်းအောင်နဲ့ကဝေးတို့ကိုတင်ញိုင်းဓာတ်တို့ဆိုတာတွေကအကုန်လုံးကိုကန်းတန်းတွေပဲဗျအခုလဲနမိတ်ဆောင်မူမျိုးကပြီးတော့ဝင်မဲ့အစီအရင်မှာခလေးရဲ့ဝိညာဉ်နဲ့သူ့ဝိညာဉ်လဲမဲ့နေရာကိုအထင်ကတင်ញိုင်းကြီးဖြစ်တဲ့ကိုနံပါတ်ရတဲ့ကျန်တော်တင်ញိုင်းကြီးမှာဆင်းရင်လာလေးဗျတဖြည်းဖြည်းနဲ့အမောင်တို့ကတင်ញိုင်းကုန်းကြီးထဲမှာကြီးဆိုးလာပြီဗျတစ်ချက်អော်လိုက်တဲ့ငှက်တန်ကြီးတတန်းအလွင်တိတ်ဆိတ်နေရဗျတခါလေကြတော့လေဘိုးကောင်လေးတွေအော်တန်ကိုကြားနေရတယ်ဗျကျုပ်တို့ခိုနေတဲ့တရက်ပင်ကြီးရဲ့မလှမ်းမကန့်မှာရှိတဲ့တစ်တူပင်ကြီးပေါ်မှာအိတ်တန်းတက်နေတဲ့ရှင့်တကောင်ရဲ့အိပ်ပျော်ရင်းရောင်អော်လိုက်တဲ့အတန်ကိုလည်းတစ်ချက်ကြားနေရတယ်စောစောငင်ဦးလိုက်တဲ့ခွေးကြီးတကောင်ရဲ့ဦးသန်းကိုလည်းတင်ញိုင်းကြီးရဲ့အလေလောက်ကထွက်လာလဲကြားနေရတယ်ဗျကြီးတွေပြိုနေတာဗျရုတ်တရက်ကြီးကိုကြီးတွေထပြိုတာကျုပ်ဆိုတာကြသိန်းအောင်ထရရောမောင်သားဒီ
တတိထားဘာမှမကြောက်နဲ့ကွဒီကောင်တွေရောက်လာတော့မယ်ဆရာကြီးဘူးလို့ပေကကျုပ်ကိုကြောက်မှဆိုလို့တတိပေးတာဗျကျုပ်ကတော့ကြောက်ဖို့ကိုတတိမရတာပါဗျဘာတွေဖြစ်မှလဲဆိုတာပဲသိကျင်နေရဗျဟောမီးအောင်တွေ့တယ်ဗျခြေကားတစ်စီးတင်းချိုင်းထဲကိုဝင်လာတယ်ဟာတစ်စီးမဟုတ်ဗျနှစ်စီးကာလီမေတော်ဘေးမှာရှိမှပဲခြေကားနှစ်စီးလုံးရက်လိုက်ပြီးကားပေါ်ကလူတွေဆင်းလာတယ်အပေါ်ဖြူအောက်ဖြူဝတ်ထားတဲ့လူနှစ်ယောက်လည်းပါတယ်ဗျခြေကားမီးအောင်အောက်မှာတွေ့နေရတာကအဝေးဖြူနဲ့လူနှစ်ယောက်ကဘေးဘက်ဆင်းပြီးရက်နေတယ်ဟာကားပေါ်မှာခေါင်းပါလာတာပဲဗျကျွန်းသားခေါင်းပါဗျပေါ်လေးရောက်ကိုဝင်းနေရပဲဗျဒါပေမဲ့ခေါင်းကတူတူလေးဗျ6နှစ်အရွယ်ကလေးထဲတဲ့ခေါင်းပေါ့ဗျာခေါင်းကိုမလာတာကလူ9ယောက်ဗျလူချင်းပူးကပ်ပြီးတော့တဲလာတာမျိုးကွက်တီကိုစီစဉ်တာပဲဗျနံပါတ်6တင်းချိုင်းမှာလူ9ယောက်ဝိုင်းပြီးတဲလာတဲ့6နှစ်သားကလေးကိုအရှင်လက်လက်အိမ်ငွေချပြီးည9နာရီတိမှာမြင်းမြုပ်ကြမှာကိုဘိုးလူပေနဲ့ဆရာဆိုင်တို့ဘာကတယောက်နဲ့တယောက်လက်တို့ပြီးပြောလိုက်တယ်အကုန်လုံးဖဟိုဘက်ကအရက်ရှိကောင်းကအောင်ပြီးလဲဆရာကျော်ဆိုတဲ့ကောင်ဗျဒီဘက်ကပူပူကောင်ကရေးပြအိုင်ဆရာမြဆိုတဲ့ကောင်ပဲဗျဒီကောင်နှစ်ကောင်ကမိုးညို့ရဲ့ညာလန်ယုံနဲ့ဘဲလန်ယုံပဲဗျကဲကျုပ်တို့ထွက်လိုက်ကြရအောင်အကိုနုဖကရေးပြအိုင်ကိုလို့ကျုပ်ကအောင်ပြီးလဲကိုလို့မယ်ကောင်းပြီကိုလူပဲသွားပြီပြုဆရာကြီးနှစ်ယောက်လမ်းပေါ်ကိုတက်လိုက်ကြပြီပြုကျုပ်လည်းနောက်ကလိုက်ပြီးထွက်လိုက်တယ်ရေပြအိမ်ကအရင်မြင်သွားတာဗျခြေကားမီးအောင်မှာလမ်းပေါ်ကိုတက်ပြီးမမကြီးတွေရန်နေတဲ့ဆရာနုဖနဲ့ဆရာကြီးဘိုးလူပီတို့ကိုတွေ့သွားတာအောင်ပီလေးကိုပြောလိုက်တော့အောင်ပီလည်းလက်ကြည့်တယ်ရာမစီကဘာအဆက်အသွယ်မှမရတော့တာထားကြောင်ကိုငါတို့လူရာမကိုမင်းတို့လှုပ်လိုက်ပြီပေါ့လေငပွားသားကလေးကွာကောင်နဲ့ငပွားအိမ်ကအိမ်ဆောင်ခွေးနုံဖဟဲ့ကောင်မင်းအောင်ပင်လည်းဖြစ်ဖြစ်ကျွဲလူအိုင်ဖြစ်ဖြစ်အရေးမကြီးဘူးမင်းတို့ဆရာမိုးညိုကိုလူတော့ကနေမောင်းထုတ်လိုက်တာငါနဲ့ငါဆရာကွာဒါကိုမင်းဆရာကလူတော့ကိုပြန်ဝင်ဖို့ရုပ်ဝံမှာအကြံနေနဲ့ကြံစီနေတာလွယ်မယ်ထင်လို့လားကွာဆရာကြီးဆိုင်တို့ဘာကရှေ့တလန်းတိုးပြီးပြောလိုက်တယ်ဗျလက်ဆက်တက်တော့ဒူးဆရာကိုတတ်တဲ့အထက်မှာမင်းမှာပါတာကိုရှမ်းကောင်ကြီးဒီညတော့မင်းသိဖို့တာပြင်ထားပြီးတော့အောင်ပင်လည်းပြောလိုက်တဲ့အချိန်မှာရေပြအိုင်းကသူ့ဘက်ကိုလှမ်းပြီးအမိန်ပေးရဗျဟေးမောင်ဆက်ရောင်မောင်ညိုမင်းဦးဆောင်ပြီးဆက်လို့9နာရီတိမှာစီရင်ရမကြလားကဝေ9ယောက်က9နှစ်သားကလေးရဲ့ခေါင်းကိုတဲပြီးတင်းချိုင်းထဲကိုဝင်သွားတယ်ဗျညနေကတင်းချိုင်းဆောင်လူတွေတူးပေးထားတဲ့မြေချင်းစီကိုတန်းသွားကြတာပေါ့ဗျရေပြအိုင်းကဆရာနုံဖောက်ကိုကြည့်ပြီးဆက်တီစလွတ်တယ်ဗျအောင်ပင်လည်းကဆရာဘိုးလူပေစီကိုလည်းဆက်တီစလွတ်တယ်ဒါပေမဲ့ဒီဆက်တွေကတိတ်ပြီးမပြင်းသေးပါဘူးဗျာရှေ့ပြေးလွတ်တဲ့ဆက်တွေပဲရှိသေးရပါဆရာနုံဖရောဆရာဘိုးလူပေရောရှေ့ကိုချိန်နှလန်းတက်ပြီးလက်ထဲမှာအသင့်ခိုင်ထားတဲ့အင်းနေနဲ့ပြည့်သွင်းလိုက်ကြတာပြု့ဆက်တွေလက်ခနဲ့ပြည့်ပြီးအပိုင်းပိုင်းပြက်ကုန်ပြီပြု့အကိုးငွေတွေပျောက်သွားတော့ရေပြအိုင်ရောအောင်ပင်လေရောဖင်နာရဲ့လဲကြနေတာဗျာလဲနေရနဲ့ချင်းထားပြီးပြန်တိုက်တယ်ဗျကဝေးနှစ်ယောက်စလုံးဆက်တွေထက်လို့ကြပြန်ပြီဗျဒီကလွတ်တဲ့ဆက်တွေကတော့တော်တော်ကိုပြင်းမဲ့ပုံပဲပြုပါဇက်တွေရောမျိုးလုံးတွေရောကတဝင်းဝင်းနဲ့ထွက်လာတဲ့ဆက်တွေဗျအောင်ပင်လေရဲ့ဆက်တွေကဘိုးလူပေရှိကိုတန်းဝင်လာပြီးရေပြအိုင်ရဲ့ဆက်တွေကဆရာနုံဖရှိကိုတန်းဝင်သွားတာပြုဆရာနုံဖရောဘိုးလူပေရောဆက်တွေပြန်လွတ်တယ်ဗျအထက်လန်းဆက်တွေနဲ့အောက်လန်းဆက်တွေထိတ်တိုက်တွေ့ပြီပြုအတန်ကြီးတွေထွက်သွားပြီးကဝေ2ယောက်ကချင်းနှလန်းနောက်ဆုတ်သွားတယ်ဗျဒါပေမဲ့သူတို့ရဲ့ဆက်အစွမ်းတွေကိုထပ်မြင်ပြီးဆက်တွေကိုအားထပ်ဖြည့်ပုံရတယ်ဒီတခါဘိုးလူပေရောဆရာနုံဖရောနောက်ကိုခြေစလန်းစီဆုတ်လိုက်ရတယ်ဗျငါဆရာကိုတက်ကောင်မင်းတို့ငါဒီညပြန်တက်မယ်ကွာရေပြအိုင်ကဝေကြီးကအန်ကျရင်ကျင်းလိုက်တယ်ကဝေကြီးမိုးမျိုးကိုဆင်းတော့ကပထမပြန်ဆရာပွားကြီးနဲ့အတူတူဆရာနုံဖပါတာကိုဗျဆရာနုံဖကတော့ကဝေဒေါသဖြစ်လေကြိုက်လေဆိုတဲ့ပုံစံပဲဗျဆက်တွေထိတ်တိုက်ပြီးအားတွေထုံနေကြတာဗျခဏနေတော့ဆရာကြီးတွေရဲ့ဆက်ကအယောင်တွေပိုတောက်လာပြီးလင်းကလေးလက်ကနေဖြစ်လာတယ်ကဝေကြီး2ယောက်ကလည်းသူတို့ရဲ့ဆက်တွေကိုအားထည့်ပြီးတိုက်နေကြတာဗျခဏနေတော့ဝုံဆိုတဲ့အတန်ကြီးတွေထပ်ထွက်လာပြီးကဝေကြီး2ယောက်နောက်ကို3ပေလောက်လွင့်သွားရောဗျ
ညီကြီးဝတ်ကိုဖင်ထိုင်ရဲ့လဲကြကုန်ရောဗျာဟောကင်းတန်ကြောင်ခောက်တန်ကြားရတယ်ဗျည9 နာရီထိုးပြီးမော်ဆက်ရောင်မောင်းညိုဆိုတဲ့ကဝေကြီးဥဆောင်တဲ့ကလေးရဲ့အခန်းကိုနှုတ်လိုက်ကြပြီထင်တယ်ဗျဟိတ်ကောင်နေနမိတ်စာတကောင်ကလူတော်ကောက်လွယ်လွယ်နဲ့ပြန်ရောက်လာမယ်လို့မင်းတို့ထင်နေလို့လားဘိုးလူပေရဲ့အောင်မြင်တဲ့အတန်းကတင်းချိုင်းထဲမှာဟိန်းထွက်သွားတယ်ဗျမန္တန်ရွနေတဲ့ကဝေ9 ယောက်လဲမန္တန်ရွတာကိုရက်လိုက်ပြီးချက်ချင်းအုပ်စုလိုက်စုလိုက်ကြတယ်ရှေ့ဆုံးမှာရက်နေတာကမောင်ဆက်ရောင်မောင်ညိုဆိုတဲ့ကဝေဗျဟေ့လူရှုပ်တွေမင်းတို့ဘာလာရှုပ်တာတော့ငါတို့လုံနေတာအခုပြန်သွားကြငါတို့ပြန်မှုလာတာမဟုတ်ဘူးကွာတိုက်ဖို့လာတာဆရာနုံဖားကပြက်ပြက်ပဲပြောလိုက်တယ်ဗျကဝေတွေလည်းသူတို့ဆက်တွေကိုထုတ်ကြရောပြို့ဒီကဝေတွေကအဆင့်သိမ့်မမြင်တော့သူတို့ဆက်တွေကလည်းတိမ်မပြင်းဘူးဗျဒါပေမဲ့ဒီလူတွေကသူတို့ဆက်တွေကိုပေါင်းပြီးတိုက်မဲ့ပုံစံဗျဆက်တွေပေါင်းလိုက်တော့တော်တော်ကိုအယောင်တွေတောက်သွားတာဗျကဝေဆက်တွေပေါင်းထားတဲ့6 ပင်လိန်ဆက်ကဆရာကြီးတွေစီကိုတလက်လက်နဲ့ဝင်လာတာဗျဆရာဆိုင်တော်ဖာရောဘိုးလူပေရောအင်းတစ်ချက်စီကန်ထားတာဗျဆက်တွေရှိကိုတိုးလာတာနဲ့ရှေ့တလန်းတိုးပြီးအင်းတွေပြစ်လိုက်ပြီးပြို့ဗျိုင်တူပြစ်လိုက်တဲ့အင်းတွေကအယောင်တွေတဝင်းဝင်းနဲ့ပြီးဝင်သွားတာပြို့သွားပြီဗျာ6 ပင်လိန်ဆက်တွေအပိုင်းပိုင်းပြက်ပြီးကဝေ9 ယောက်စလုံးဖင်နာရက်တွေလဲသွားပြီပြို့ကဝေတွေသတိလစ်သွားသလိုဖြစ်သွားပုံရတယ်ကွာခဏငြိမ်သွားပြီးတော့ကုန်းထလာကြတယ်ပြီးတာနဲ့တင်းချိုင်းဘက်ကိုထွက်ပြေးတော့တာတော့ပြို့မော်ဆက်ရောင်ဆိုတဲ့ကဝေတကောင်ပဲမတ်တက်ရက်ပြီးကြံခဲ့တာဗျ။ဩသူရဲ့ကောင်းကြီးကမပြေးပဲကြံနေခဲ့တာ哦။အေးမှတ်ထားငါနာမည်မော်ဆက်ရောင်ဆရာညူတဲ့မင်းတို့သူဒီကိုတွေတိုက်မဲ့ကောင်ဆိုတာမှတ်ထားကွာ။ဘိုးလူပေကဆရာနုံဖကိုဖယ်ခိုင်းလိုက်ပြီးသူတယောက်တည်းတိုက်ဖို့ပြင်လိုက်တယ်ဗျ။မော်ဆက်ရောင်ဆရာညူကသူ့လက်ဝါးနှစ်ဖက်ကိုပုတ်နေတယ်။ဆရာကြီးဘိုးလူပေကလွယ်ထဲကပစ္စည်းထုကိုထုတ်လိုက်တယ်။ဟာရွှေချထားတဲ့တန်ကဝေရုပ်ကလေးဗျဘိုးလူပေကလည်းတန်ကဝေရုပ်ကလေးကိုလက်ဝါးပေါ်တင်ပြီးမန်တန်ရွတ်လိုက်တယ်တန်ကဝေရုပ်ကလေးကလည်းအယောင်နဲ့တဝန်းဝန်းထွက်လာတယ်ဗျမောင်ဆက်ရောင်ဆရာညိုရဲ့လက်ဝါးထဲကလည်းကွန်းသီးလုံးလောက်ရှိတဲ့ဆက်ကလေးတစ်ခုအယောင်တလက်လက်ထွက်နေရဲ့ဗျဒါကြောင့်လဲမောင်ဆက်ရောင်လို့ခေါ်တာ哦ဆရာနိုဖားကခတ်တူးပြောလိုက်တဲ့အတန်ကိုကြုတ်ကြားလိုက်တယ်မောင်ဆက်ရောင်ဆရာညိုရဲ့လက်ထဲကဆက်အလုံးကလေးကတဖြည်းဖြည်းကြီးလာတာဗျပကံလုံးအရွယ်လောက်ပြစ်ပြီးလာရောဗျဒီအချိန်မှာဘိုးလူပေလဝါပေါ်မှာတင်ထားတဲ့တန်ကဝေရုပ်ကလည်းဆက်တွေထွက်ပြီးတဝီဝီနဲ့အတန်တွေထွက်လာတယ်ဗျဆရာညိုရဲ့မော်ဆယ်လုံးလေးကလီတဲကိုမြောက်တက်လာတဲ့အချိန်မှာတန်ကဝေရုပ်ကလည်းလီတဲကိုမြောက်တက်လာရောဗျပြန်သွားပြီးပြို့တန်ကဝေရုပ်ကလည်းပြန်ထွက်သွားပြီးဆရာညိုရဲ့မော်ဆယ်လုံးကိုတန်ကဝေကပတ်ပြီးပြန်နေတာဗျမော်ဆယ်လုံးကဆက်တွေကလည်းဘေးကိုဖြက်ခနဲဖြာထွက်လာတယ်တန်ကဝေရုပ်ကလေးကထွက်တဲ့ဆက်တွေကလည်းဘေးကိုဖြာထွက်သွားပြီးဆက်နှစ်ခုတိုင်းမိတဲ့အခါဝင်းကနေအယောင်တွေထလက်သွားရောဗျမော်ဆက်လုံးကိုတန်ခွေဝေကပတ်နေတော့မယ်ဗျခဏကြောင်ပတ်ပြီးသွားတဲ့အချိန်မှာမော်ဆက်လုံးကအပေါ်ကိုတရွေ့ရွေ့နဲ့မြင့်တွက်သားတယ်ပြို့တစ်ပင်ကြီးတွေနဲ့ထိပ်ပြားကျော်သွားတဲ့အချိန်မှာတန်ခွေရုပ်ကလေးကထွက်လာတဲ့ဆက်ရောင်တွေကလင်းထိန်လာတယ်ဗျဖြာထွက်လာတဲ့ဆက်တွေတွေကလေးမော်ရောင်ဆက်တန်းတစ်ခုကမော်ဆက်လုံးဘက်ကိုလက်ခနဲ့လက်ခနဲ့ဝင်သွားတယ်ပြို့အုံးဆိုတဲ့အတန်ကြီးနဲ့အတူတူတစ်ပင်တွေပေါ်မှာမိခိုးလုံးကြီးထွက်လာတယ်ဗျမော်ဆယ်လုံးကွဲထွက်သွားတာပြို့မော်ဆယ်လုံးကထွက်လာတဲ့ဆက်ရောင်တွေဖြာထွက်ပြီးရွေးပတ်လည်ကိုပြန့်သွားရောဗျအဲ့ဒီအချိန်မှာတန်ကဝေရုပ်ကလေးကအောက်ကိုနှိမ့်ချပြီးပြန်ချလာတယ်ဗျတဝီဝီဆိုတဲ့အတန်တွေနဲ့တန်ကဝေရုပ်ကလေးကကျုပ်တို့ဘက်ကိုပြန်လာပြီးဆက်တန်းတစ်ခုလွှတ်လိုက်တာမော်ဆက်ရောင်ဆရာညိုအငိုက်မိသွားတယ်ပြို့လေမော်ရောင်ဆက်တန်းလေးကလက်ခနဲဖြစ်ပြီးဆရာညိုရဲ့ကိုယ်ထဲကိုဖောက်ဝင်သွားတယ်ဗျဆရာညိုရဲ့အော်တန်ကတင်းချိုင်းထဲမှာကိုဟိန်းသွားတာဗျဆရာညိုကဒူးထောက်ရကျသွားပြီးထိုးအံတော့တာပဲပြို့သွေးတွေဗျမြင်လို့တော့မကောင်းပါဘူးကျွန်တော်တင်းချိုင်းရဲ့မြေပေါ်မှာရဲသွားတာဗျအရှင်လက်နဲ့အိမ်ငွေချပြီးမြုပ်ထားတဲ့ကလေးရဲ့မြေပုံဘေးပက်လည်းမှာထုံးထားတဲ့ဖျောင်းနံကိုးတိုင်ရဲ့အလင်းရောင်အောက်မှာဒူးထောက်လက်သားကြီးဖြစ်နေတဲ့ဆရာညိုအသက်ကိုမနှဲရှူနေရတဲ့ပုံပဲဗျဆရာကြီးဘိုးလူပေကတန်ကဝေရုပ်ကလေးကိုလက်ဖွားဖြန့်ပြီးပြန်ခေါ်လိုက်တယ်တန်ကဝေရုပ်ကလေးကဆက်တွေပျောက်သွားပြီးဘိုးလူပေရဲ့လက်ထဲကိုရောက်သွားတယ်ဗျဟောထပြီပြို့ထလာပြီမော်ဆက်အောင်ဆရာညိုတရင်နေရိုင်နဲ့ထလာတယ်ဗျဆရာနုံဖနဲ့ဘိုးလူပေကိုမျက်လုံးပြူးချင်းနဲ့ကြည့်ပြီး
သူ့လေတွေကအထုပ်ထုပ်ကိုထုတ်လိုက်တယ်ဟစ်ကောင်မောဆက်ရအောင်မင်းတော်တော်ယုံညံ့တဲ့အကောင်ပဲကွာမင်းကငါတို့ကလှုပ်ပေးဖို့စိတ်ကူးထားတာမင်းကဒီလိုယုံညံ့တဲ့ပစ္စည်းနဲ့တိုက်ဖို့လုပ်တယ်ဆိုတော့ဘလို့မှမင်းကိုခွင့်မလွတ်နိုင်တော့ဘူးကွာဆရာနုံဖားကပြောပြောဆူဆူနဲ့ရှီတလန်းတိုးပြီးလက်ထဲကအင်းချက်နဲ့ပြစ်သွင်းလိုက်တာဗျို့ဟာမိကိုလုံးကြီးထသွားပြီဗျမိကိုလုံးကြီးတဖြည်းဖြည်းပြဲသွားတဲ့အချိန်မှာကြုတ်ကြည့်လိုက်တော့မော်ဆက်ရောင်ဆရာညိုမြေကြီးပေါ်မှာဆန်းဆန်းကြီးဖြစ်နေပြီဗျို့အကိုကဝေတက်ဖြန့်အင်းမို့လားဘိုးလူပေကမီးတယ်ဗျဆရာနုံဖားကခေါင်းညှင်းပြက်လိုက်ပြီးပြောလိုက်ဗျဟုတ်တယ်ကိုလူပေဒီကောင်အင်မတန်မှရုံမာတာမိတွင်းမှာတေသွားတဲ့မိမရဲ့ထမင်းနဲ့စီရင်ထားတဲ့အစင်ကြီးကိုထုတ်ပြီးတိုက်ဖို့လုပ်တာကွာဒါမျိုးကအခွင့်အရေးပေးလို့မဖြစ်ဘူးအင်မတန်ရုံညံ့တဲ့အစီရင်ကွာကိုလူပေကတိတ်ဟုတ်တာပေါ့အကိုနုဖရဲ့အဲ့ဒီထမင်းအစီရင်ကိုလေတင်ကခါလိုက်တာနဲ့ကျုပ်တို့တစ်ခုလုံးမှာအပိန်ကြီးတွေထားပြီးရားရံကုန်ပါဗျပြီးတော့ကျုပ်တို့မှာပါလာတဲ့ဆေးတော်တွေကအဆောက်ကြီးရှောင်ထွက်သွားကြမှာကဝေရဲ့အစီရင်ထဲမှာအယုံညံ့ဆုံးအစီရင်ပဲဗျဒါကြောင့်ကျုပ်လွတ်လိုက်ရတာပေါ့ကိုလူပေရဲ့ဆရာနုံဖားကပြန်ပြောပြီးကျုပ်ဘက်ကိုလှည့်ပြောတယ်မောင်တာတီရဲ့ချိန်မရှိဘူးကွလှုပ်ထားတဲ့ကလေးကိုမြင်မြန်ဖော်မှဖြစ်မယ်ဒီနားမှာတူးစရာဘာများရှိတော့ကွကျုပ်ကစောစောကမြင်ထားပြီးသားဗျညနေကကျင်းတူးတဲ့လူတွေ12ရာသီပင်လေးအောက်မှာကြံရစ်ခဲ့တဲ့ပေါက်တူးတစ်လက်လေးဗျညနေကရောက်ချင်းကျုပ်လာကြည့်ကြတဲ့ကအဲ့ဒီပေါက်တူးကိုတွေ့ထားတာဗျကျုပ်ကအချိန်မဆိုင်ပဲပေါက်တူးကိုပြေးယူပြီးခပ်ဖွားဖွားဖို့ထားတဲ့မြေကြီးတွေကိုမနာတမ်းပေါက်ထုတ်ပစ်လိုက်တယ်ညနေကလေးကကျုပ်တွေ့တယ်ဗျမြေချင်းကတိမ်တိမ်လေးပဲတူးထားတာကျုပ်သိမ့်မတူးလိုက်ရဘူးဗျကျွန်းခေါင်းလေးပေါ်လာတယ်ကျုပ်ကကျွန်းခေါင်းကိုကျင်းနဲ့ဆင်းပြီးမှတယ်ဆရာကြီးနှစ်ယောက်ကအပေါ်ကဆွဲတယ်ကဲအဖုံးမြင်မြန်ဖွင့်ပြီးတော့မောင်းတာတေးမြေကြီးဘက်ကိုရောက်လာတဲ့ခေါင်းကိုပေါက်တူးနဲ့ကလော်ပြီးဖွင့်ရတယ်ဗျပထမတော့မနှဲဖွင့်နေရတာနောက်တော့နည်းနည်းလေးဟာသားပြီးအတန်မြည်ပြီးခေါင်းဖုံးပွင့်သွားတယ်ပြို့မြေပုံဘေးမှာဝိုင်းပြီးထွန်းတာဖျောင်းနိုင်နေရဲ့အလင်းရောင်နဲ့ကလေးကိုတွေ့ရပြီဗျာချစ်စရာကောင်းလေးပါဗျာအသားဖြူဖြူရုပ်ချောချောလေးဗျအမလီလက်မတင်လေးပါလားနော်ဘိုးလူပေကသူ့လွယ်ရီထဲကရေစင်ပလင်းကိုထုတ်ပြီးမြင်မြန်ဖွင့်တယ်ပြီးရတဲ့ကလေးရဲ့မျက်နှာကိုရေစင်နဲ့တောက်ပြီးမနှံတပုတ်ရွတ်လိုက်တယ်လှုပ်လာပြီပြို့လှုပ်လာပြီကောင်လေးကလန့်ပြီးနိုးသွားတယ်ဗျသူ့ကိုထည့်ထားတဲ့ခေါင်းထဲမှာပဲဆက်ခနဲထားထိုင်တယ်မျိုးလုံးပြူးပြူးလေးနဲ့ဟိုကြည့်တီလုံနေရဗျလူလေးမကြောက်နဲ့လူလေးဘိုးတို့ကလူလေးကိုလာကြတဲ့လူလေးဘာမှမကြောက်နဲ့တော့ဘိုးလူပေကပြောလိုက်တယ်ဗျကျုပ်ကကောင်လေးကိုခေါင်းထဲကနေမပြီးထုတ်လိုက်တယ်လူလေးနာမည်ဘလို့ခေါ်တော့ဆရာနုံဖားကမိလိုက်တယ်ဗျကျုပ်နာမည်ကမိုးညိုပါအချိန်ပေးပြီးနားထောင်ပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်မင်္ဂလာညချမ်းဖြစ်ကြပါစေရှင်နောက်လာမယ့်သင်္ကြန်အမှတ်ကိုအပိုင်း3ကိုလည်းဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်